Namo Tata Bhagavato Arahato Tamma Sambuddhata Buddham Dharanam Gacchami Dhammam Dharanam Gacchami Sangam Dharanam Gacchami Namo 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 Bhagavato Buddha Myaso Puzemi Namo Namo Arahato Buddha Myaso Puzemi Namo 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 Swa iti pito pagwa Mizima paribara mega lanchi Mizima paribara mega lanchi Yinebu yiman sayao myan yue Tukata tukato mibe i Tukata tukato mibe i Oh Loka tongwe Chwemashi gongsen Kendin lin lin ti mien do mu do Loka we do mibe i Namo 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 Swa iti pito pagwa Mizima paribara mega lanchi Mizima paribara mega lanchi Yinebu yiman sayao myan yue Tukata tukato mibe i Tukata tukato mibe i Oh Loka tongwe Chwemashi gongsen Kendin lin lin ti mien do mu do Loka we do mibe i Namo 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 Swa iti pito pagwa Mizima paribara mega lanchi Mizima paribara mega lanchi Yinebu yiman sayao myan yue Tukata tukato mibe i Tukata tukato mibe i Oh Loka tongwe Chwemashi gongsen Kendin lin lin ti mien do mu do Loka we do mibe i
ပ
လိုက်ပညာပရမတ်မကွေကအဝိဇ္ဇာလို့မှာပညာပရမတ်ကွေသူမှဝိဇ္ဇာဉာဏ်လို့မှာဘာဉာဏ်ရောက်ပါပညာရရွှေဝင်းတို့သားမိဘုရားသဘာဘုရားလက်ထက်တုန်းကယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ကအရေးဥယျာဉ်လေးတစ်စက်မမြည်ဘူးလားမြည်ပါတယ်ဗျာမိမလုပ်တဲ့ပုဂ္ဂိုလ်ကကြက်ဥလေးတစ်လုံးကျော်တာအဲ့ဒီလှုပ်လိုက်တဲ့ဟာလေးကပညာမရှိတော့ဘူးမနေ့ကစားပြီးသားသမင်းတွေကအခုရှိသေးရဲ့လားမရှိတော့ဘူးဗျာမရှိတော့ပရမတ်ဟိုကတ္တဗဘုရားတော်လုပ်ခဲ့တာလုပ်ခဲ့တဲ့ကြက်ဥလေးတစ်လုံးအရက်ကလေးတစ်စက်ကပြောစရာပြစရာရှိသေးလားမရှိပါဘူးဗျာနိဗ္ဗာန်မဝင်မချင်းဂေါတမဘုရားလက်ထက်ထိအောင်ကျက်ဥလေးတစ်လုံးကျော်တဲ့လူကဘဝတိုင်းလေးလပဲနေရဘယ်လောက်နေရ၄လပဲနေရပါဗျာရက်တစ်စက်တည်းပြီးခဲ့တာဘဝတိုင်း၈လကျော်ယူရဘယ်လောက်ယူရလဲ၈လကျော်ယူရပါဗျာပရမတ်ဆိုတာမပေါက်မပြန်နောက်ကလိုက်ပါလေပရမတ်ကဘာလဲတော့ပေါက်မပြန်နောက်ကအကျိုးမပေးဘူးလားပေးပါဗျာပရမတ်ဆိုတာဘာမှမရှိတာကိုလုတ်တဲ့အတိုင်းပါလာဘာလဲတော့ကိုလုတ်တဲ့အတိုင်းပါလာပါဗျာအဲ့တော့ပရမတ်ပြတဲ့အခါကျတော့ပရမတ်ဆိုတာမဖောက်ပြန်တာတဲ့ပရမောအဝိပရိသောအထောပရမတ်သောမဖြောင်းမဖောက်မပြန်မပြောင်းရွှေ့တဲ့သဘောတရားကိုပရမတ်လို့ခေါ်ပါတယ်ဘာလို့ခေါ်တော့ပရမတ်လို့ခေါ်ပါတယ်ဗျာအဲ့ဒီပရမတ်ဆိုတော့ရှာတဲ့အခါကျတော့ဘုရားတော်ဟဲ့ကြောင်းကြီးအနတ္တပြည့်ချုပ်ကုန်မြောက်မရှိ30ဘုံအနတ္တဘုရားကပြည့်ချုပ်ကုန်မြောက်မရှိအမိမှန်သမျှအနတ္တနဲ့တတ်တော့အမိတော့မရှိတော့ဗါလေတော့အမိတော့မရှိတော့ဗျာအမိတော့မရှိဘူးအကုန်လုံးယောက်ျားမိန်းမလားယုတ်နာလားယုတ်နာပါဗျာယုတ်နာပါဗျာဘုရားအတ္တလို့ဟောသလားအနတ္တလို့အနတ္တလို့ဟောပါဗျာအနတ္တဆိုတာကြည်ရင်ပြည့်ချုပ်ကုန်မြောက်မရှိပါဗျာအမိတော့မရှိတော့နတ်ပြည်ကြီးအနတ္တမရှိဗြဟ္မပြည်ကြီးအနတ္တမရှိတို့လူဘုံကြီးအနတ္တမရှိအပယ်လေးဘုံအနတ္တမရှိအမိတော့မရှိတော့ဘူးဒါပေမဲ့ပဂရိမျက်စိနဲ့မြင်နေရတယ်အတုံးခေမကြံဘူးလားကြံပါရဲ့ဗျာအဲ့ဒါတွေဘယ်ရလာသလဲတဲ့ဟိုတရားဝဲအစတော့ဒိဋ္ဌိဖြုတ်တဲ့အခါဓာတ်လေးပါးမပြဘူးလားပြပါရဲ့ဗျာဓာတ်လေးပါးပြတာလေအပြင်ကရေလေးပြီးဆိုတဲ့ဓာတ်ကြီးလေးပါးပြီးထားတယ်ဥရနေတာလေရေလေးပြီးဆိုတဲ့ဓာတ်ကြီးလေးပါးမရှိဘူးလားရှိပါရဲ့ဗျာအဲ့ဒီဓာတ်လေးပါးကလည်းအညမေညပစ္စယောဒီစတ္တရောမဟာဗုဒ္ဓအညမေညပစ္စေနာပစ္စယောဓာတ်လေးပါးပေါင်းရင်ယုတ်တရားတဲ့ဓာတ်လေးပါးပေါင်းရင်ယုတ်တရားပါဗျာယုတ်တရားလို့ပြောတယ်ဝေဒနာခံစားတဲ့သင်ညာမှတ်သားတဲ့သင်္ခါရပြောင်းလဲတဲ့ဝိညာဉ်သိအဲ့ဒါကနန္တရားအဲ့ဒီနန္တရားကလည်းစတ္တရောခန္ဓာအရုပိနောအညမေညပစ္စေနာပစ္စယောခန္ဓာလေးပါးပေါင်းရင်နန္တရားလို့ပြောတယ်တစ်ခုတည်းမရဘူး၄ခုပေါင်းပါလိဘယ်နှခုပေါင်းပါလဲ၄ခုပေါင်းပါဗျာအဲ့ဒီယုတ်တံအလည်းခွဲရင်ဘာမှလုပ်မရအောက်ကတေကနေနာမရူပအညမေညပစ္စေနာပစ္စယောတဲ့ယုတ်တံပေါင်းမှအလုပ်လို့ရတယ်မျက်စိကမြင်တာလားနာယုတ်ပေါင်းလို့မြင်တာလားနာယုတ်ပေါင်းလို့မြင်တာပါဗျာနာကကြားတာလားနာယုတ်ပေါင်းမှကြားတာနာယုတ်ပေါင်းမှကြားတာပါဗျာနာယုတ်မူလအရှိတရားကနာနဲ့ယုတ်ပဲပါတယ်နော်နာနဲ့ယုတ်ပါဗျာအဲ့ဒီယုတ်တံကိုဘုရားကနိဗ္ဗာန်ကိုပြကြတဲ့အခါကျတော့တာဝရိန္ဒနတ်ပြည်မှာနတ်တွေတရားပြရင်မြမာတွေပြရင်ကဘုရားတဆုဖန်ဆင်းပြီးတော့ဖန်ဆင်းရှင်ဘုရားကနေပြီးတော့တို့ဘောရမဘုရားအစ်စ်ကိုမေးတယ်အဲ့တော့နတ်တွေကဘုရားတဆုကြွလာပြီပညာနဲတဲ့နတ်တွေကမှန်တော့ပညာကြီးတဲ့နတ်တွေကဘုရားကတဆုတဲ့ဘုရားဖန်ဆင်းပြတယ်သူတယောက်တည်းမေးလိုက်ဖြေလိုက်ဆိုမရှင်းမဲနေမှာဆိုလို့ဘုရားတဆူဖန်ဆင်းနေမိတာဘုရားကနေရှင်ဂေါတမယုတ်နံကတခြားလားပုဂ္ဂိုလ်ကတခြားလားနိဗ္ဗာန်ကတခြားလားအဲ့တော့ဘုရားကအင်ကြီးခန္ဓာအင်ညာနိဗ္ဗာန်အင်ညောပုဂ္ဂလောတိနယေဝဝတ္တဗေခန္ဓာရဲ့ပုဂ္ဂိုလ်ရဲ့နိဗ္ဗာန်ရဲ့အတူတူပဲဗါတယ်တော့ခန္ဓာရဲ့ပုဂ္ဂိုလ်ရဲ့နိဗ္ဗာန်ရဲ့ယုတ်နံရဲ့ပုဂ္ဂိုလ်ရဲ့နိဗ္ဗာန်ရဲ့ခွဲသလားအတူတူ
ပြတူတူပဲဒါဖြင့်နိဗ္ဗာန်ကကိုနာဒီနာမှာကရပြီးသားလားရပြီးသားပါဗျာယုံနာလည်းနိဗ္ဗာန်ပဲပုဂ္ဂိုလ်ကလည်းနိဗ္ဗာန်ပါဗျာနိဗ္ဗာန်လည်းနိဗ္ဗာန်ပဲကိုနာဒီနာမှာကိုရပြီးသားရင်အဲ့ဒီရပြီးသားနိဗ္ဗာန်ဘယ်သူကွဲထားတာလဲအဝိဇ္ဇာယတွေ့ဝအသေသဝိရာဂនិရောဓသင်္ခါရនិရောဓသင်္ခါရនិရောဓဝိညာဏនិရောဓဝိညာဏនិရောဓနာမရူပនិရောဓနာမရူပនិရောဓသလာယရဏនិရောဓသလာယရဏនិရောဓဖတ်တនិရောဓဖတ်တនិရောဓဝေဒနာនិရောဓဝေဒနာនិရောဓတဏှာនិရောဓတဏှာនិရောဓဥပါဒနာនិရောဓဥပါဒနာនិရောဓဘဝនិရောဓဘဝនិရောဓဇာတိនិရောဓဇာတိនិရောဓသရမရဏသောကပရိဒေဝဒုက္ခဒေါမနတုပါယတာនិရောဓဇာတိဧဝမေတ္တကေဝလတဒုက္ခခန္ဓတនិရောဓဟောတိတဲ့ဒီယုံနာကအကျိုးတရားပရမတ္ထသစ္စာကြီးနိဗ္ဗာန်ကြီးရပြီးသားအဝိဇ္ဇာကြောင့်ပြန်ဖြစ်တာပါတယ်နော်အဝိဇ္ဇာကြောင့်ပြန်ဖြစ်တာပါဗျာအဝိဇ္ဇာချုပ်လင်သင်္ခါရလည်းချုပ်သွားမယ်သင်္ခါရချုပ်လင်ဝိညာဉ်ယုတ်လံချုပ်သွားမယ်ကုံလုံးချုပ်သွားမယ်ဖြစ်တာဟောဘုရားကြောင့်အဝိဇ္ဇာအဲ့ဒီအဝိဇ္ဇာချုပ်ရင်အကုန်မချုပ်ဘူးလားချုပ်ပါဗျာကုံချုပ်တယ်ဆိုလိုက်အဝိဇ္ဇာဆိုတာမြည်ပေးတာဝိဇ္ဇာပါတယ်တော့မြည်ပေးတာပါဗျာမြည်ပေးတာဘုရားတို့မူလအမှန်တရားတွေမူလကွာတွေပယ်လိုက်လို့ရှိရင်ပဂရိအရှိတရားကယုတ်တာတူရာပေါင်းရင်ယောက်ျားမိန်းမတွေလားယုတ်တာလားယုတ်တာပါဗျာတတိဓမ္မတွေရောယုတ်တာပါဗျာဘုရားကရောယုတ်တာပါဗျာအဲ့ဒီယုတ်တာကိုခန္ဓာပွဲရင်ရူပခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာဘယ်နှပါတော့ပါဗျာခန္ဓာ၅ပါးအဲ့ဒါကိုကျင်းချုပ်လိုက်ရင်ယုတ်နာကျင်းချုပ်ရင်ယုတ်နာပါဗျာရူပခန္ဓာကယုတ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်နာယုတ်နာအဲ့ဒါကိုပရမတ္ထသစ္စာနဲ့ကြည့်တော့ရူပခန္ဓာကယုတ်တရားဝေဒနာသင်ညာသင်္ခါရစေတသိက်တရားဝိညာဉ်ကစိတ်ပရမတ္ထသစ္စာနဲ့ကြည့်ရင်စိတ်စေတသိက်ယုတ်ပါတယ်တော့စိတ်စေတသိက်ယုတ်ပါဗျာအဲ့ဒါကိုသင်္ခတပရမတ်ခေါ်တယ်ဘာလို့ခေါ်တော့သင်္ခတပရမတ်လို့ခေါ်ပါဗျာသင်္ခတပရမတ်ဆိုသူကဘာဖြစ်လို့လဲဆိုရင်ပရမတ္ထသစ္စာပရမောအဝိပရိတောအာထောပရမတ္ထောပရမတ်ကတော့မပြောင်းပါဘူးတဲ့ပရမတ်ကဘာလဲတော့မပြောင်းပါဘူးဗျာဒီသင်္ခတပရမတ်ကသူပြောင်းလို့သင်္ခတလို့ပြောတယ်ပြောင်းလို့ပါလေတော့သင်္ခတလို့ပြောပါဗျာလူကနေပြီးတော့နတ်ပြောင်းလိုက်မြမပြောင်းလိုက်အပယ်လေးပုံပြောင်းလိုက်မပြောင်းဘူးလားပြောင်းပါဗျာဟိုအောက်ကအပယ်လေးပုံကလူပြည်တက်လိုက်နတ်ပြည်တက်လိုက်မြမပြည်တက်လိုက်မပြောင်းဘူးလားပြောင်းပါဗျာပြောင်းနေအဲ့တော့ပရမတ်ကပြောင်းနေတာဘာကြောင့်လဲဆိုရင်အဝိဇ္ဇာကြောင့်ပြောင်းဘာလဲတော့အဝိဇ္ဇာကြောင့်ပြောင်းတာပါဗျာဘာရာဇာဣမိနာနာမရူပေနကမ္မံကရောတိသောဗနံဝါအသောဗနံဝါတေနကံမေနအညာနာမရူပပရိသန္တတိဘာရာဇာမြတ်သောမင်းကြီးဣမိနာနာမရူပေနဣနာယုတ်ဖြင့်သောဗနံဝါတင့်တယ်သည်လေးဖြစ်သောကမ္မံဝါကုသိုလ်ကံကို၎င်းအသောဗနံဝါမတင့်တယ်သည်လေးဖြစ်သောကမ္မံဝါအကုသိုလ်ကံကို၎င်းကရောတိပြု၏တေနထုံနံယုတ်ကြအညာတစ်ပါးသောနိုင်နာမရူပနံယုတ်ပရိသန္တတိစိုက်၍ဖြစ်ပါလေမိရိနာမင်းကြီးကမေးတာရှင်းတာလို့ရှင်ဘုရားတဲ့ယုတ်နံတွေကပရမတ်ဖြစ်ပါလေဘာလို့ပြောင်းရတာလဲမမေးဘူးလားမေးပါဗျာအဲ့တော့ခုနရှင်နာဂတိမထေရကယုတ်နံတွေကတဲ့ပြောင်းတယ်ဣမိနာနာမဣနံယုတ်ဖြင့်သောဗနံဝါတင့်တယ်သည်လေးဖြစ်သောကမ္မဝါကုသိုလ်ကံကို၎င်းအာသောဗနံဝါမတင့်တဲ့ကမ္မအောင်ကရောတိပြု၏ဧနထိုနာယောယအညတော်ကအညာတစ်ပါးသောနာမရူပနာယုတ်ကိုပရိသန္တိစပ်ပြီးတော့ဖြစ်ပါလေဒကာကြီးတွေကကြက်တကောင်တတ်လိုက်စမ်းတတ်လားတတ်ပါဗျာဆိုလိုက်တတ်တဲ့သူကလည်းယုတ်နာသက်ခံရတဲ့ကြက်ကလည်းပါတယ်တော့ယုတ်နာဗျာသေပြီးငရဲကြတော့လေသူပါလေယုတ်နာပါဗျာအဲ့ဒီသတ်ထားတဲ့ကြက်ကိုဓမ္မကြီးတွေကအကုန်လုံးဓာတ်နဲ့ခုတ်ခဲ့ပိုင်းပတ်ပြီးဘုန်းကြီးလူလိုက်တာလူပြီးဗလားလူပါဗျာလိုက်ခုတ်တဲ့လူကလည်းယု
နာဖြစ်တော့လည်းပါတယ်ယုံနာနေအဲ့လိုဆက်ဖြစ်တယ်ဒီကဒကာကြီးတွေကဒေဂာနေကြတော့အကုသိုလ်ဆိုပြီးအဝိဇ္ဇာအမြင်မပေးဘူးလားပေးပါလေဗျာဓမ္မကြီးတွေကြတော့အဲ့ခုံပြီးသားချက်လုပ်ပြီးတော့ဘုန်းကြီးတို့တော့ကုသိုလ်ဆိုပြီးတော့အမြင်မပေးဘူးလားပေးပါလေဗျာကုသိုလ်အကုသိုလ်လို့အမြင်ပေးတာအဝိဇ္ဇာလူအပေးတော့ဝိဇ္ဇာပါဗျာအဲ့ဒါကြောင့်နေပြီးတော့တစ်ခုနဲ့တစ်ခုဆက်ဖြစ်သွားတယ်တစ်ခုနဲ့တစ်ခုပါလေဆက်ဖြစ်သွားပါလေဗျာပရမတ္ထသစ္စာကြောင်းနေရတာဝိဇ္ဇာကြောင့်ပါသူကြောင့်ဝိဇ္ဇာကြောင့်ပါဗျာဒါဖြင့်ဒီအဝိဇ္ဇာကိုတို့ကတတ်ရမှာလားမတတ်ရဘူးတတ်ရပါဗျာအဝိဇ္ဇာတတ်ရအဝိဇ္ဇာတတ်လိုက်လို့ရှိရင်အမြင်မှန်သမျှပယ်လိုက်အဲ့ဒီကြောင့်ရင်အနတ္တမရှိလူတွေအနတ္တတတ်တယ်မြမတွေ30ဘုံအနတ္တဟုတ်လားမရှိကျန်တာအတုံးခိမကြံဘူးလားကျန်ပါဗျာကျန်တယ်အဲ့ဒါကြောင့်ဘုရားကဟိတံဒုက္ခအရိယသစ္စာတိမေဘိက္ခဝေပုပ္ပေအနဒုက္ခတေတုဓမ္မေတုသက္ကုံဥရပါတိညာနာဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥရပါတိနောက်ဆုံးဘိက္ခပါရဲ့တော့အာလောကောဥရပါတိပါဗျာသက္ကုံဥရပါတိမျက်စိနဲ့ကြည့်ရင်ယောက်ျားမိန်းမလူနတ်မြမဖြစ်เสียညာနာဥရပါတိညာနဲ့ကြည်သောခါယုတ်နဲ့နာပါပညာဥရပါတိပညာနဲ့ကြည်လိုက်ရင်ဒီတိုင်းပူနာသိကြီးပါဝိဇ္ဇာဥရပါတိဝိဇ္ဇာညာနဲ့ကြည်သောခါဒုက္ခသစ္စာပါအာလောကောဥရပါတိအာလောကနဲ့ကြည်ရင်နိဗ္ဗာန်ကြီးပါအာလောကနဲ့ကြည်တော့ပါတယ်တော့ဘာဖြစ်တော့ဆိုတော့မောင်ပြူလူသားမှုနဲ့ထောင်10နှစ်ကြာလေဆိုတော့နေ့တိုင်းလွတ်ရရမနေဘူးလားတနေ့ကုန်သွားရင်တနေ့လွတ်ရမရဘူးလားလက်ဒီယုံနာကသူ့အလုကနာသေးငြိမ့်မနေဘူးလားငြိမ့်ပါဗျာအဲ့ဒါကြီးနိဗ္ဗာန်ဒီယုံနာကြီးတစ်ဖြည်းဖြည်းငြိမ့်နေတာကြီးကိုနိဗ္ဗာန်ကြီးရာပြီးသားကြီးကိုတို့ကကုသိုလ်တွေလုပ်ပြီးတော့ဆူတောင်းမစားရမတော့ရပင်ပင်မမလုပ်တာတွေလူတောင်းတော့ကြတော့နိဗ္ဗာန်ရပါလို့ဤမရပါလို့ဤနိဗ္ဗာန်ရပါလို့အဲ့ဒါဆူတောင်းတော့နိဗ္ဗာန်ကရသလားဝေးပါပါဗျာရပြီးသားကြီးကျင့်ရုံပဲကြံပါလေတော့ကျင့်ရုံပဲကြံပါဗျာနိဗ္ဗာန်မရတာတက်လားမကျင့်လို့မရဘူးကျင့်လို့မရပါဗျာဝေးမှလားရပြီးသားလားရပြီးပါဗျာဘုနာဒီနာမှာလက်ညှိုးထိုးเสียရှိလားမရှိပါဘူးဗျာ30ဘုံအလုံးစုံအကုန်ဖျက်အောင်ထားဆိုပြီးတော့မနေ့ကမဟုတ်ဘူးလားဟုတ်ပါတယ်ဗျာ30ဘုံလို့ဆိုလိုက်ကြရအဝိဇ္ဇာမလွတ်ဘူးဘာမလွတ်တော့အဝိဇ္ဇာမလွတ်ပါဘူးဗျာကြောက်လို့ဘို့လို့ရှောင်းနေတာရှေ့ကအကာတွေလွတ်အောင်ဆိုပြီးတော့30ဘုံအလုံးစုံအကုန်ဖျက်အောင်ထားအကာမရှိလို့မလွတ်တော့ဘူးရက်မလွတ်ဘူးလားမလွတ်ပါဘူးအဲ့ဒီတိုင်းမနေ့ကမထိုင်ခဲ့ဘူးလားထိုင်ခဲ့ပါဘူးအဲ့ဒါကြတော့30ဘုံဆိုတာဘယ်သူအမိပေးတာအဝိဇ္ဇာပေးတာပါဗျာလူပေးတာအဝိဇ္ဇာပေးတာပါဗျာစက်သားစားခြင်းနဲ့စားခြင်းနဲ့ဘယ်လိုအဝိဇ္ဇာပါဗျာအဲ့ဒီကြက်ကလေးတတ်လိုက်ပါအောင်ပြောတာဟောအဝိဇ္ဇာပါဗျာတတ်ပြီးတော့အကုသိုလ်လို့ကြောက်တာဟောအဝိဇ္ဇာပါဗျာယောက်ျားမိန်းမလှတယ်ပြောတာအဝိဇ္ဇာဒါလို့ကြိုက်ပါအောင်ပြောတာအဝိဇ္ဇာပါဗျာကြိုက်ပြီးတော့မိဘတောင်းခိုင်းတာအဝိဇ္ဇာပါဗျာသမီးတွေများလို့စိတ်ညစ်သွားတာဟောအဝိဇ္ဇာပါဗျာတက်ကြီးကကြမှာလူဘဝစည်းစိမ်စိတ်ညစ်ပါတယ်ဘုန်းကြီးဝိရှင်နဲ့ပြောတာဟောအဝိဇ္ဇာပါဗျာသူတယောက်တည်းလုပ်နေတာပါလေတော့သူတယောက်တည်းလုပ်နေတာပါဗျာအဲ့တော့ယုံနာကယုတ်သေးယုတ်လိုပဲတဲ့သူကဘာမှမလုပ်တတ်ဘူးဘယ်လဲမြောက်လိုက်ညာလဲမြောက်လိုက်ဘယ်သူကခိုင်းအဝိဇ္ဇာခိုင်းတာပါဗျာဘာခိုင်းအဝိဇ္ဇာခိုင်းတာပါဗျာမင်းစားတယ်ပြောတာအဝိဇ္ဇာပါဗျာရေတော့ပါအောင်အဝိဇ္ဇာပါဗျာသူတယ်အေးတယ်အဝိဇ္ဇာပါဗျာယုံနာကဘာမှမသိပါဘူးယုံနာပါလေတော့ဘာမှမသိပါဘူးဗျာနေတိုင်းဟုတ်လားသေးနေတိုင်းပါလေတော့သေးနေတာပါဗျာချုပ်ငိမ့်နေတာနေတိုင်းပါလေတော့ချုပ်ငိမ့်နေတာပါဗျာသွားတာဝေလို့မျက်လျှောလို့ပြောတာပြောအဝိဇ္ဇာပါဗျာဟုတ်အဝိဇ္ဇာပါဗျာယုံနာကမျက်လျှောတတ်နေသေပါမှာသေပါဘူးဗျာဝေတတ်နေသေပါဗျာအဲ့ဒါဟိုကအစိတ်ရှိတယ်ဒါအစိတ်ပြီးခွဲတာပြောအဝိဇ္ဇာပါဗျာ
မှာအာနာဘိနောဇာယတော်ဗျမနတဝိတုပယံဒိဋ္ဌတိမာရသေနာသုရိယောဝဩဘာဒေယမန္တလိခံဟေဂောရမငါသည်သဗ္ဗရင်တန္တရာကနေပြီးတော့ဘုရားဖြစ်အောင်ငါသည်လေးသိခြင်းနဲ့ကဘာတသိမ့်ပင်ပင်ပန်းပန်းစင်းစင်းရဲရဲကျင့်ခဲ့တယ်နိဗ္ဗာန်ကိုဟိုနားမှာဒီနားမှာထင်ပြီးတော့ငါစုတွေတောင်းခဲ့တယ်တကယ်ဘောဓိပင်နဲ့ရွှေပလင်ဉာဏ်နဲ့ကြည့်တဲ့အခါကျတော့နိဗ္ဗာန်ကရာပြီးသားပါနိဗ္ဗာန်ကပါလေရာပါဗျာအာမကျင့်လို့မရတာတဲ့ဘုရားပါလေတော့မကျင့်လို့မရပါဗျာတကယ်တမ်းပြောမယ်ဆိုအောက်ကခွေးတွေရောနိဗ္ဗာန်မရဘူးလားရပါဗျာခွေးလားယုံနာလားယုံနာပါဗျာယုံနာလားနာသေးလားနာသေးပါဗျာနာသေးလားတဖြည်းဖြည်းငြိမ့်နေတာလားဖြည်းဖြည်းငြိမ့်နေတာပါဗျာလုံးနဲ့ပါးစပ်ပြငြိမ့်ကနေနောက်ပြန်ဆက်အောင်လုပ်တာဘယ်လိုပါလဲဝိဇ္ဇာပါဗျာအဝိဇ္ဇာအမီမပေးရင်ကံလုပ်ပါမှာမလုပ်ပါဘူးဗျာဘုမာဆိုကြပါစို့ဗျာခုလိုနေပူနေကင်းပူလာတဲ့အခါကျတော့ပူလိုက်တာဘယ်လိုလုံးအဝိဇ္ဇာပါဗျာဒီလေးရေစားလိုက်တာအေးလေးပူနဲ့အေးဘယ်ဟာကြိုက်အေးပါဗျာအေးလေးတောက်ချင်တယ်ဘယ်လိုအဝိဇ္ဇာပါဗျာအဝိဇ္ဇာအမီပေးပြီးမှကံမလုပ်ဘူးလားလုပ်ပါဗျာပူလာနဲ့အေးတာနဲ့ကံဘယ်ဟာလုပ်မှာအေးပါဗျာဒါဖြင့်အဲ့ဒီကံကိုလုပ်တာဘယ်သူကခိုင်းတာအဝိဇ္ဇာခိုင်းတာပါဗျာဘယ်သူကခိုင်းတာအဝိဇ္ဇာခိုင်းတာပါဗျာဒါဖြင့်အဝိဇ္ဇာပေးသမျှအမီတွေဖယ်ရမှာလားမဖယ်ရဘူးဖယ်ရမှာပါဗျာအဲ့ဒါကိုဖယ်လိုက်လို့ရှိရင်ဒါလောကလားအာလောကအာလောကပါဗျာလိုက်လောကောဥဒ္ဓပါတိလောကောဥဒ္ဓပါတိတရားဟောမရှိပါတရားဟောမရှိပါအာလောကောဥဒ္ဓပါတိအာလောကောဥဒ္ဓပါတိတရားအနန္တဟောခဲ့တယ်တရားအနန္တဟောခဲ့တယ်သစုရဲလားအနန္တအနန္တပါဗျာဘောရမဘုရားလည်းဒီမစက်ကြတော့မဟုတ်ဘူးလားဟောပါတယ်ဗျာအောင်ပွင့်မဲ့အရိမိတ္တရာဘုရားဟောဟောပါပါဗျာညာပဲဟောမှာလောကဆိုတာအဝိဇ္ဇာအမည်ပေးထားအဝိဇ္ဇာတတ်လိုက်ဘုရားကအာလောကပဲပါတယ်တော့အာလောကပါဗျာအာလောကဆိုတာလောကမဟုတ်ဘူးနိဗ္ဗာန်ပါတယ်တော့နိဗ္ဗာန်ပါဗျာအာဆိုတာကတားမြစ်တာလောကအာဆိုတာလောကအာမဟုတ်ဘူးတဲ့လောကမဟုတ်ဘူးတဲ့အဝိဇ္ဇာတတ်လိုက်ရင်အာလောကဖြစ်သွားပြီတပည့်ပြောမယ်ဆိုရင်နိဗ္ဗာန်ဖြစ်သွားဘာဖြစ်သွားတော့နိဗ္ဗာန်ဖြစ်သွားပါဗျာဘုနာဒီနာဟိုရှောင်းပုံဒီရှောင်းပုံပုံးเสียလွယ်ရတာမလိုပါဘူးဗျာဒီသမားကဟောမိဘတွေလည်းအိမ်မှာရှိတယ်ဖြစ်ဖြစ်မရှိတာပဲဖြစ်ကြောက်လို့ဖြစ်မကြောက်လို့ဖြစ်မတောက်တာမဟုတ်တော့ဘူးခွန်ကြီးကအရက်တောက်ရင်ဖြစ်ရဘွားယူတယ်ဆိုတော့ကိုယ့်ဟာကိုယ်အရက်ပြတ်သွားဘူးလားပြတ်ပါပါဗျာမရှိလေမတောက်တော့ပါဘူးရှိလေမတောက်တော့ပါဗျာကိုယ်တည်းမှာဖြစ်သွားပြတ်ပါပါဗျာကိုယ်တည်းမှာလည်းတော့ပြတ်ပါပါဗျာခုနကတော့အဝိဇ္ဇာခိုင်းတယ်ဟိုဘက်ပုံလိုက်အာ30ဘုံပြင်ကူရတာနဲ့အတွင်းထဲမှာရက်ရတာနဲ့မလုပ်ဘူးလားလုပ်ပါဗျာဟုတ်တယ်ဒါပေမဲ့အဝိဇ္ဇာလွှဲရလားမလုပ်ပါဘူးဗျာကြောက်လို့ရှောင်းတာပါတယ်တော့ကြောက်လို့ရှောင်းပါဗျာဘာကြောက်စရာလိုသေးရဲ့လားမလိုပါဘူးဗျာယောက်ျားမိန်းမတွေလားယုတ်နံလားယုတ်နံပါဗျာယုတ်နံလားနာသေးလားနာသေးပါဗျာအဲ့ဒီချုပ်နေတဲ့သဘောကိုဘုရားကလောကလို့ပြောတာလားနိဗ္ဗာန်လို့ပြောတာနိဗ္ဗာန်လို့ပြောတာဗျာဘာဆုတောင်းစရာလိုသေးလဲမလိုပါဘူးဗျာဆုတောင်းတာတော့ယူတာရှိရဲ့လားမရှိပါဘူးဗျာရှိဘူးကျင့်ရင်ရမှာပါတယ်တော့ကျင့်ရင်ရပါဗျာအဲ့တော့အဝိဇ္ဇာအမည်လေးကဥပမာပေးရအောင်ဘုရားကကျွန်းတော်ကြီးတို့တချမ်းပွဲလိုက်ပါတဲ့တချမ်းကိုဘုရားထုတယ်တချမ်းကိုလေကားလုပ်တယ်လေကားကြတော့ဘာလုပ်မလဲတက်နေပါဗျာတက်နေပါမှာဘုရားကြတော့ဘာလုပ်မလို့တက်ပါဗျာဘုရားမှာဘုန်းကြီးတွေရောကျောင်းပေါ်တက်လာတော့ဒီလိုမလုပ်ရဘူးလားလုပ်ပါဗျာအားလုံးကြီးတော့လုပ်ပါဗျာလေကားကြတော့တက်နေပါဗျာအဲ့ဒါပဲဒီကျွန်းတော်ကြီးကိုပဲလေကားပဲဘုရားပဲဒါကြီးကတက်နေရမှာတဲ့ဘွားကြီးကမြင့်မြတ်တယ်မခွဲဘူးလားခွဲပါဗျာသူပါလိမ့်အဝိဇ္ဇာပါဗျာအဝိဇ္ဇာပေးတဲ့အပြီးလိုက်ပြီးဆုံးမမလားမဆုံးပါဘူးဗျာဒီလိုက်ဦးဇင်းတို့လက်တာမှပဲလက်မလက်ညိုးလက်ကလေးလက်တကြွယ်လက်သားနဲ့မြည်များဘူးလားများပါဗျာလူပေးတာဝိဇ္ဇာပါဗျာဝိဇ္ဇာပေးတာဒါတော့မင်းငါ့ကိုလက်ညိုးကြီးတထိုးလို့မလုပ်နဲ့မပြောဘူးလားပြောပါဗျာတရားရံပြတော့ဘာနဲ့ထိုးလက်မနဲ့ထိုးလို့မရဘူးလားမရပါဘူးအဲ့ဒါပဲအ
ဘယ်လိုပေးထားလဲအဝိဇ္ဇာပေးတာမျက်လုံးတောင်ဘယ်ညာတဲ့နှာခေါင်းဘယ်ညာအရွက်တောင်ဘယ်ညာမရှိဘူးလားရှိပါရဲ့ဗျာဘယ်လိုတော့အဝိဇ္ဇာပါဗျာဘယ်လိုပေးထားလဲအဝိဇ္ဇာပါဗျာအဝိဇ္ဇာတဲ့လောကမှာနှစ်ခုကြီးပဲရှိနေတယ်လောကပါလေတော့နှစ်ခုကြီးပါဗျာတစ်ခုတည်းဆိုရင်မပြီးဘူးလားပြီးပါရဲ့ဗျာနှစ်ခုရှိလို့ပြောင်းပါလေတော့နှစ်ခုရှိလို့ပြောင်းပါဗျာခုတည်းဆိုပြောင်းတရားရှိပါမလားရှိပါဗျာရှိဘူးဘုရားနေပြီးတော့မိတွေတော့ခေါ်တယ်မိတဲ့ကျုပ်ခင်ဗျားကိုနောက်ဆုံးတရားဟောမယ်ဗါတယ်နော်နောက်ဆုံးတရားဟောပါဗျာဟုတ်ပါသားဗျာရဲ့အဲ့တော့ခင်ဗျားကျုပ်ပြီးလောရဏမင်းကြီးဟာကိုင်းထားတစ်ဖက်ကခရမ်းသီးကိုင်းထားတဲ့ပြီးတော့ဘယ်လိုနေတော့လဲခရမ်းသီးကတော့ချက်စားမှာပေါ့ခရမ်းသီးကဗါတယ်ချက်စားမှာပါဗျာကိုကကြတော့ဗါတယ်ตาရတယ်ကိုကကြတော့ဗါတယ်ตาရတယ်အဲ့ဒါကိုဘုရားကအတူတူမြင်ရဗါတယ်တော့အတူတူမြင်ရပါဗျာခရမ်းသီးကလည်းခရမ်းသီးကလည်းယုတ်တရားယုတ်တရားဘဝဟူရင်လည်းဘဝဟူရင်လည်းယုတ်တရားယုတ်တရားတူလားမတူဘူးလားတူပါဗျာတော့ဟောက်ပြန်နေတာသက်သက်လားမတူဘူးထင်လို့လားမတူဘူးထင်ပါဗျာဘာလို့ဟောက်ပြန်တော့မတူဘူးထင်ပါဗျာမတူဘူးထင်လို့ဟောက်ပြန်တူပဲပါတယ်တော့မတူပါဗျာသမင်းစားတာတော့မှပဲရှင်မြုပ်တိကျကျက်သားဝက်သားမဲသားငါအမိတွေများဘူးလားများပါဗျာစားပြန်တော့လေဟုတ်လားကိုကလည်းယုတ်တရားဇုံးอ่ะဟောယုတ်တရားပါဗျာဝဲကုန်ကြီးอ่ะဟောယုတ်တရားပါဗျာကျက်သားဟောယုတ်တရားပါဗျာမဲသားဝက်သားဟောယုတ်တရားပါဗျာရှင်မြုပ်တိကျကဟောယုတ်တရားပါဗျာအဲ့ဒီဟာအတူတူပဲကိုကချင်းကြဘယ်လိုမြုပ်တိကျဘယ်လိုဝက်သားမတည့်ဘူးနဲ့မပြောဘူးလားပြောပါဗျာစားတာတော့မှပဲဟောအတော်အသက်ကြီးတဲ့ခေါင်းရင်းထိုင်မှာဦးလေးကအသက်ကြီးခေါင်းရင်းထိုင်မှာမပြောဘူးလားပြောပါဗျာဘာနဲ့ပြောအဝိဇ္ဇာနဲ့ပြောပါဗျာအဝိဇ္ဇာနဲ့ပြောဘာနဲ့ပြောတော့အဝိဇ္ဇာနဲ့ပြောပါဗျာလက်ဆွဲတဲ့ရေပုံးနာမှာတောက်ရည်ထဲတဲ့ရေပုံးအိမ်သာထဲတဲ့ရေပုံးနော်ခြေစည်းရခတ်တဲ့ရေပုံးခွဲဘူးလားခွဲပါဗျာဥက္ကံကြီးတွေကနေနှိုက်သွားတယ်တဲ့ရနော်ဥက္ကံကြီးတွေနှိုက်သွားပါဗျာရုပ်ကံကြီးနဲ့ဆွဲသွားတဲ့အိမ်သာထဲတဲ့ရေပုံးရုပ်ကံကြီးနဲ့နှိုက်သွားတဲ့တောက်ရည်ထဲတဲ့ရေပုံးရုပ်ကံကြီးနဲ့နှိုက်သွားတဲ့ခြေစည်းထဲတဲ့ရေပုံးခွဲဘူးလားခွဲပါဗျာအားနဲ့ခွဲတော့ဝိဇ္ဇာဝိဇ္ဇာပြောနေဘာပြောနေတော့ဝိဇ္ဇာပြောနေပါဗျာဒီအဝိဇ္ဇာနဲ့သွားရင်ဆုံးမမလားဆုံးပါဘူးဗျာဒါကြောင့်ဘုရားယဟန်တွေကဘာသာပိုင်ဆုံးခန်းစားတယ်ဆိုတော့အဝိဇ္ဇာတတ်ဘာတတ်တာတော့ဝိဇ္ဇာတတ်ပါဗျာဆုံးခန်းစားတော့ကောင်းတာတွေမကောင်းတာတွေမသိအကုန်နယ်လိုက်တဲ့အခါကျတော့တမျိုးတည်းဖြစ်မသွားဘူးလားဖြစ်ပါဗျာဇဝဲပုံမှာချရင်ဘူဟင်းကတမျိုးဒီဟင်းကတမျိုးအဝိဇ္ဇာပေးစရာတွေမများဘူးလားများပါဗျာအဲ့ဒါကြောင့်မလို့ဘာသာယဟန်တွေဘာသာပိုင်ဆုံးခန်းစားတယ်ဆိုတာအဝိဇ္ဇာတတ်ဘာလဲတော့အဝိဇ္ဇာတတ်ပါဗျာအဝိဇ္ဇာတတ်အဝိဇ္ဇာကဟုတ်လားသိလို့ဘုလို့ဘာလဲတော့သိလို့ဘုလို့ပါဗျာဦးဇင်းကနေပြီးတော့တပ်ပကံများထဲမှာဟုတ်လားမစင်စွန့်ထားစွန့်ပြီးအဲ့ဆက်ပြနေကြာရနာဒီလူယောဂီတိုင်းဦးဇင်းကဘဲချမ်းတုပ်ပြီးတော့ချပြီးစားမှလားမစားဘူးစားပါဗျာစားမှလားမစားဘူးလားစားပါဗျာအဲဒီကမကြီးတွေစားကျင်စားမစားရင်အဲ့ဒါမစင်စွန့်ထားတဲ့ပကံကြီးဟင်းကိုစားသေးရဲ့လားစားပါဘူးဗျာလူကတ်သွားတာအဝိဇ္ဇာလူကတ်သွားတာအဝိဇ္ဇာဒီတခါတော့အတူတူမှာဘဲဟင်းချက်တာတောက်ကောင်းတယ်ချိုးတယ်ချိုးတယ်တောက်လိုက်တာဘဲဟင်းတွေလည်းကုံရောအောက်ခက်လဲခက်ပေါ်ပဲပုတ်တင်ညိုကြီးတွေ့ဘာကြီးတွေ့တော့ပုတ်တင်ညိုကြီးပါဗျာအားကြောင့်မဟောခင်နဲ့ဧခင်နဲ့ဖြစ်ဘူးလားဖြစ်ပါဗျာအဲကြောင့်ပုတ်တင်ညိုကြီးဆိုတော့ယွန်းမသွားဘူးလားယွန်းပါဗျာယွန်းနာပြီတော့ဝိဇ္ဇာပါဗျာပြောတာပြင်းတာဝိဇ္ဇာပါဗျာစစ်ချာမုန်းတာဝိဇ္ဇာပါဗျာဝိဇ္ဇာဘာမဆိုဘယ်သူလုပ်လဲဝိဇ္ဇာလုပ်ပါဗျာဝိဇ္ဇာလုပ်အဲဒါကြောင့်ဒီအဝိဇ္ဇာတတ်ရတယ်ဘယ်လိုတတ်ရလဲဝိဇ္ဇာတတ်ပါဗျာဦးဇင်းအမသာယူဝဲတဲ့ကိုသေးပေါက်တဲ့သွန်တခြားခြားနာကျင်းပြန်ပြီးတော့ရေတောက်နိုင်ရပြန်ပြီးတော့ပါလေရေတောက်နိုင်ပါဗျာတောက်နိုင်မလားတောက်နိုင်အောင်လို့ပါလေတော့တောက်နိုင်အောင်လို့ပါဗျာဒီလိုတရားကြမိုးကြလာလို့ရှင်အဲ့ဒါအပြင်မထွက်တော့ဘူးမျက်နှာတက်တဲ့ဖလားလေးသေးပေါက်တဲ့အဲ့ဒါဟိုဘက်သွန်ခြားလေးဆေးပြီးပြန်မျက်နှာတက်ခုနသေးပေါက်တဲ့ဟာရှိသေးလားရှိပါဘူးဗျာခုမလုံနိုင်တာကသေးပေါက်တဲ့ခွက်ကြီးဘယ်လိုပေးတာဝိဇ္ဇာပါဗျာလုံနိုင်ရဲ့လားလုံ
ရှိအနောက်တောင်မြောက်ခွဲတာရောအဝိဇ္ဇာဝိဇ္ဇာသူပြီးတဲ့အမိလိုက်မှလို့ဆုံးမလားဆုံးပါဗျာဆုံးမှုအဲ့ဒါကြောင့်အကြောင်းအိတ်တဲ့ကလည်းအဲ့လိုပဲကရင်မောအိတ်ကောင်းရင်ကောင်းတလုံးဖြည်ရင်ကောင်းတလုံးနီးတာလက်နေလိုက်တာအေးမအေးဘူးလားအေးပါဗျာအရှိအနောက်တောင်မြောက်ဆိုတော့ဘယ်လိုခွဲတာဝိဇ္ဇာဝိဇ္ဇာခွဲတာဘယ်လိုခွဲတာတော့ဝိဇ္ဇာခွဲတာဝိဇ္ဇာအမိတိုင်းဝိဇ္ဇာအမိတိုင်းမှတ်နေလင်းမှတ်နေလင်းလုပ်နေလင်းလုပ်နေလင်းဆုံးမမလားဆုံးပါဗျာမဆုံးဘူးဗျာနော်ဘုရားကိုကြောင်းပါဆိုရင်အဲ့ဒါဒုလာကြလာခဲ့အောင်ပေါ့လာနိုင်တဲ့နော်ဒုလာတော့ပူပါတယ်အကြောင်းမှာတော့အရေးကောင်းတဲ့သစ်ပင်တွေစိုက်တာအဲကြောင်းလည်းပဲဟိုတကားရထူထားလို့မုတ်ကြီးစောက်တာအဲ့ဒါကြောင့်ကျွန်တော်မနာမည်ပြည့်နေဦးနေမုတ်ကြီးရလည်းအကြီးပဲတို့လည်းမထူးတော့ဘူးပြီးဝေးပင်မှာစိုက်အဲ့တော့သီးလာတဲ့အခါကျတော့ဦးနေဝေးသီးရလည်းပြုတ်နေတာပဲတော့ကအကြီးတော့ကပါလေတော့အကြီးပါဗျာဟုတ်ကဲ့အဲ့ဒါမထူးတော့ပါဘူးဆိုရင်တို့လည်းပဲအသီးလေးလှလို့ခံပင်လေးစိုက်တာအပင်လေးစိုက်တာအပင်လေးစိုက်တာပါဗျာမြင်းစုရတဲ့မိုင်းတယောက်ကသူကအချင်းတဲပြီးတော့ရောင်းလဲပြီးတော့ခံသီးစားရည်လေးလို့ရောင်းရင်မရဘူးလားရပါပါဗျာသူကလဲရောင်းလိုက်တာခံကျင်သေးလဲမရဘူးလားရပါပါဗျာဒါကဘုရင်မောင်အိမ်ကြီးရတော့အာနာတရားကြီးဗျာလို့ပြောတယ်မှန်ပါဗျာအဲ့ဒါပဲတော့ကနေဦးဇင်းတို့မြေစုမှာဆိုရှိတယ်ပေါ်ထီးတဲ့ချမ်းသာကြီးတဲ့ဝေခဲတဲ့တိမ်တန်းတဲ့နော်အမည်တွေမရှိဘူးလားရှိပါဗျာချမ်းသာခြင်းဘယ်လိုခေါ်တာချမ်းသာကြီးခေါ်တာဘာလို့တောင်းလို့လုပ်နေလဲနော်အဲ့တော့အမည်သာပြစ်တာပြေးတာရေချမ်းသာကြီးကတွေရသည်ဆရန်ရက်လို့ပေါ်ထီးကနွားတွေထူးလို့ဝေခဲရတော့အားလိုက်ဝေခဲရပါတယ်ဟုတ်လဲကျောင်းမှာပတ်စံပေါ်မရှိရင်တော့အဲ့ဒီ၃ယောက်ပေါ်ထားနိုင်အေးဘူးလားချမ်းသာကြီးရဲ့ပေါ်ထီးရဲ့ဝေခဲရဲ့နောက်တစ်ယောက်ကသိန်းသားနဲ့နောက်တစ်ယောက်ကပါတယ်သိန်းသားပါဗျာယူနေတာတောင်းနဲ့ဒီနေ့လမ်းတစ်ခေါက်လျှောက်တယ်မြင်းစုကနေတောင်းနဲ့9မိုင်နှစ်ခေါက်ပြန်တာနာမည်ရပါတယ်တော့သိန်းသားပါဗျာသိန်းသားယူနေတာတော့ကအမည်တွေများဘူးလားမှန်ပါဗျာဒီအညာကလက်ခုစုပ်တယ်အောက်ကြတော့ပူကဲတဲ့အညာကရောင်းမအောက်ပြီးကြတော့ခော့ကလန်းတဲ့အညာကငေဦးပြီးအောက်ကြတော့ဂျိုတော်မတို့ကလည်းလူအမည်တွေမရှိဘူးလားရှိပါဗျာအမည်တိုင်းလိုက်မှရင်ဆုံးမမလားဆုံးပါဗျာဘုရားကအတူတူမြင်ရပြီးသွားတယ်ကွာပါတယ်တော့အတူတူမြင်ပြီးပါတယ်ကွာမိမချင်းမိမလာမှပဲဖြူတယ်မဲတယ်မရွေးဘူးလားရွေးပါရဲ့ဗျာဖြူလာမဲတာချင်းလှတယ်မလာဘူးထပ်မခွဲဘူးလားခွဲပါရဲ့ဗျာလှတာချင်းအတူတူအဲ့ကပစ္စည်းပေါ်တာမပေါ်တာမခွဲဘူးလားခွဲပါရဲ့ဗျာအိမ်အောင်လေးကောင်းတယ်မကောင်းတယ်ထပ်ခွဲပြန်ဘယ်လိုခွဲနေလဲဝိဇ္ဇာခွဲဝိဇ္ဇာခွဲဘယ်လိုခွဲတော့ဝိဇ္ဇာခွဲပါဗျာအဝိဇ္ဇာအမိတိုင်းလိုက်လို့ရင်မဆုံးတော့အဲကြောင့်30ဘုံမှာလူကလည်းပဲမျိုးတရားကျော်လောက်မရှိဘူးလားရှိပါရဲ့ဗျာလူမျိုးနဲ့အထွေထွေတဲ့တစ်တော့တစ်ပင်အောင်ရှားပင်ဓာတ်ပင်တန်းပင်အားအများကြီးရှိဘူးလားရှိပါရဲ့ဗျာဒီ30တော့ခန္ဓာကိုယ်ကြီးမှာတော့ကြည်လိုက်ဘေးအပြင်မကြည့်နိုင်ဘူးသဘင်မွေးခြင်းခြေသေးလက်သက်သွားရည်ရည်ပါအသာအကျော်ယူရင်းချင်းစီအမျိုးနှလုံးအသက်မြေဖြင့်ဆုံးမဥသိမ်းစာသစ္စာအောင်တော့သိရှိသလေးပြီးသွေးကျွေးအစည်းကဲမျက်ရည်စီကြီးတွေနှအစီကျင်းနေ32မျိုးမရှိဘူးလားရှိပါရဲ့ဗျာ32မျိုးရှိတာအမည်တွေမများဘူးလားဗျာများပါဗျာအမည်တွေများတာအဲ့တော့အဲ့ဒီအမည်တိုင်းကိုလိုက်ပြီးတော့လုပ်နေရင်ဆုံးမပါဆုံးပါဗျာမဆုံးဘူးဒါကြောင့်ဒီအဝိဇ္ဇာသူ့တိုင်းလိုက်ခိုင်းတာလောက်ရမှာလားအဝိဇ္ဇာတတ်ရအဝိဇ္ဇာတတ်ပါဗျာဝိဇ္ဇာတတ်လိုက်ရင်ဝိဇ္ဇာတတ်လိုက်ရင်အမည်ဖယ်လိုက်ရင်အမည်ဖယ်လိုက်ရင်ဝိယုံနံကကျိုးတရားအာတိနေတိုင်းငြိမ့်နေလို့နိရောဓသစ္စာပါငြိမ့်နေလို့ဘာသစ္စာနိရောဓသစ္စာဆိုတာငြိမ့်နေတာကံနေလုတ်တယ်ဆိုတာသက်သက်လားအဝိဇ္ဇာပြလို့ပြောတာ
ဝင်စားရလားစိတ်ဝင်စားပါဗျာမင်းသားနေလို့တက်လာလိုက်စမ်းဒီတရားဝဲကြည့်မှလားမင်းသားကြည့်မင်းသားကြည့်ပါဗျာဘာထင်လို့တူလို့ပါဗျာမတူဘူးထင်တယ်ပါတယ်တော့တူလို့ပါဗျာဒီတို့လားယုံနာလားယုံနာပါဗျာခင်ဗျားတို့ကဟောယုံနာပါဗျာယုံတို့တခါကြီးဟောတခါတယောက်တက်လာလိုက်စမ်းပုံကြည့်ရလားကြည့်ပါဗျာဟောသူလိုကိုလိုပါပဲပါတယ်တော့သူလိုကိုလိုပါဗျာပါတယ်တော့သူလိုကိုလိုပါဗျာသူလိုကိုလိုပါပဲဟောလှည့်ပြီးတော့စိတ်ဝင်စားရလားမဝင်စားပါဘူးဗျာဟောသင်္သာဝင်းကြော်များတက်လာလိုက်စမ်းတက်လာပါလားတက်လာပါဗျာကုံလက်ကြည့်မှလားမကြည့်ဘူးလားကြည့်ပါပါဗျာသင်္သာဝင်းကြော်ကလုံလုံကြုံကြုံဝက်သလားမလုံမကြုံဝက်လားမလုံဝက်ပါဗျာဘယ်ချိန်ကြည့်လိုက်တော့အဲ့ဒါတက်တက်လားမတူဘူးထင်လို့လားမတူဘူးပါဗျာဒီကအရှိတရားပါတယ်ယုံနာလားនិရောဓသစ္စာនិရောဓသစ္စာပါဗျာအဲ့ဒါနိဗ္ဗာန်ကိုမတူဘူးထင်လို့ပြောင်းနေကြမတူဘူးထင်လို့ပါတယ်တော့ပြောင်းနေရပါဗျာတူတူပဲဆိုရင်အသင်္ခတဖြစ်သွားတယ်ဘာဖြစ်သွားတော့အသင်္ခတဖြစ်သွားပါဗျာဆိုလိုက်ပရမတ္ထသစ္စာပြောင်းနေတာသင်္ခတပြောင်းလို့ဖြစ်နေတာအသင်္ခတမပြောင်းရင်မဖြစ်တော့ပါနောက်ထပ်ဇာတိတွေပြန်ပြန်ဖြစ်တာဘာဖြစ်လို့ဖြစ်တာပြောင်းမဖြစ်ခြင်းမပြောင်းတော့နဲ့ပါတယ်တော့အတူတူပဲဆိုရင်မပြီးဘူးလားပြီးပါတယ်ဗျာပြီးတာဘုရားဟိုဘင်းစုနေကြတော့ဆိုရင်ပေါ်တော်မူကြောင်းဘာကြောင့်လဲပေါ်တော်မူကြောင်းပါဗျာပေါ်တော်မူကြောင်းကြွလာတာကလူတန်းသွားတာကဆင်မပြေဘူးမှပေါ်တော်မူဆရာတော်လာပြီတဲ့ပါတယ်တော့ပေါ်တော်မူဆရာပါဗျာသူလည်းပဲကိုယ့်အကူမလုံဘူးဗျာတို့ပြောလိုက်ရင်သင်္ကန်းလေးကြာကြာနာနာပြင်းပြင်းဝေးရဒါကမတွေကဘယ်လိုပြောလဲပေါ်တော်မူဆရာပါဗျာကိုယ်ကသင်္ကန်းအပေါက်ဝဲထားလားအကောင်းဝဲသွားလားအကောင်းဝဲသွားပါဗျာအဲ့ဒါတော်သေးတယ်ဟိုဘက်တက်လိုက်ရင်ဘောစီလုံးချွေပန်းပါတယ်တော့ဘောစီလုံးချွေပန်းပါဗျာတစ်ဆက်တည်းမရှိဘူးလားရှိပါတယ်ဗျာတစ်ဆက်တည်းဗျာအဲ့ဒါလောကမှာအမည်တွေတိုင်းဆိုရင်ဆုံးပါမလားဆုံးပါပါဗျာတချို့ရွာတွေဆိုရင်တော့ထူးထူးဆန်းဆန်းနဲ့ရှိတယ်မိမပြို့တယ်သမင်မစာကြီးရွာအပြိုကြီးတဲစုကြီးရွာရွာတွေကအမျိုးမျိုးမရှိဘူးလားရှိပါတယ်ဗျာရွာတွေအမျိုးမျိုးပဲဒါကြောင့်အဝိဇ္ဇာတတ်လို့ရှိရင်အဝိဇ္ဇာဆိုတာသူပေးထားတဲ့အမည်မှန်သမျှဆုံးအောင်ဆိုရင်လိုက်လို့ရပါမလားမရပါဘူးဗျာအဲ့ဒါဆိုရင်ဘယ်တော့မှမဆုံးတော့မရတော့တရားလုပ်တယ်ဆိုတာအဝိဇ္ဇာတတ်လိုက်ရင်ဘုရားကအာလောကောဥရပါတိတဲ့ဗါတယ်တော့အာလောကောဥရပါတိပါဗျာအာဥရပါတိအာလောကောဥရပါတိပါဗျာအာလောကောဥရပါတိအဲဒါကြောင့်ဗျာဝေလေးနဲ့ရိုက်တာဆိုတော့မသိတဲ့လူဟုတ်လားဒါနားမထောင်ဘူးတဲ့လူကြဥပမာလေးရှင်းအောင်နာမည်မကောင်းရင်လည်းနာမည်မဆိုးဘူးလားဆိုးပါရဲ့ဗျာဒီပုံမှာတက်လာပါတဲ့ကကျုပ်ကအဲ့ဒါနဲ့ကြည့်ကြည့်ပြီးတော့တရားနာမှာဒီအဝိဇ္ဇာကိုဥပမာပေးရွာတရားမှာဘုန်းကြီးတစ်ပါးကြောင်းတိုင်းတော့ရွာနာမည်ကိုကဆိုတာဝေကြီးရွာတဲ့ဘာရွာလဲတော့ဝေကြီးရွာပါဗျာဒါပါလဲတော့ဒီရွာလက်ပတ်ဝဲတော်သေးတာပေါ့နော်အဲရွာနာမည်ကဝေကြီးရွာဆိုတော့ဘုန်းကြီးကလူတန်းကြွဝေကြီးဆရာတော်ကြွလာပြီဒါလည်းတော့ဝေကြီးဆရာတော်ကြွပါဗျာပြီးတော့ဟိုဝတ္ထုနဝကမ္မကတ်တော့လေလူတကာတွေကအဲ့တိုင်းမဟုတ်ဘူးတင်ညာတဲ့သူကဝေကြီးဆရာတော်ကြွတော်မူပါဗျာမပင်ဘူးလားပင်ပါဗျာမပင်တဲ့ခါငါတို့ရွာနာမည်ပြက်တယ်ဆိုပြီးတော့ဘုန်းကြီးကကြောင်းရောက်တော့9000ပြည့်စီလေးတယ်ဗာလေးတယ်တော့9000ပြည့်စီလေးတယ်ပါဗျာတဲ့အခါကျတော့နာမည်ကောင်းပြီပေါ့9000ပြည့်ဆရာတော်မကောင်းဘူးလားကောင်းပါဗျာဒါပေမဲ့ကျင်ညာတဲ့လူကအရင်ဟာနဲ့ပေါင်းတယ်ဗာလေတော့အရင်ဟာနဲ့ပေါင်းပါဗျာကျွေးတောင်းတဲ့လူတွေပဲအရင်ဟာနဲ့ထက်ပေါင်းဗာလေတော့အရင်ဟာနဲ့ပေါင်းပါဗျာကျင်ညာလိုက်တဲ့အခါကျတော့နဝကမ္မကတ်မယ်ဆိုတော့လူဝဲဥဒုကတော့9000ပြည့်ဝေကြီးဆရာတော်ကြွတော်မူပါဗျာနာမည်ကပိုးဆိုးမသွားဘူးလားပိုးဆိုးပါဗျာကြီးအောင်ကြီးက9000ပါခဲ့တယ်အတောင်ရေပါထည့်လိုက်တော့ဆိုးမသွားဘူးလားဆိုးပါဗျာဆိုးသွားတယ်ကွာဘယ်လောက်ဆိုတဲ့နာမည်ကအဲ့ဒီလူရလည်းမရရင်လေဘုန်းကြီးကပြန်ကြွဘုန်းကြီးကစိတ်ဆိုးဆိုးနေပါတယ်တော့ပြန်ပါဗျာအဲ့ဒါနဲ့မဲခိုက်တဲ့ခါကျတော့မုံနာချူဘူးလေးပေါက်ဘုန်းကြီးအတွက်ဗာလေးပေါက်ဘုန်းကြီးပါဗျာအဲ့ဒါနဲ့ကြီး
ဝေကြီးဆရာတော်နှာဘူးပါဗျာနာမည်အဆုံးမသွားဘူးအဲ့ဒါကြောင့်မလို့ဒီအဝိဇ္ဇာပေးတဲ့အမည်တွေလိုက်လို့ဆုံးမမှာဆုံးပါပါဗျာဆိုလိုက်အဝိဇ္ဇာဖယ်လိုက်ရင်အဝိဇ္ဇာဖယ်လိုက်ရင်နိရောဓသစ္စာပါနိရောဓသစ္စာပါနိဗ္ဗာန်ကရာပြီးသားပါနိဗ္ဗာန်ကရာပြီးသားပါနိဗ္ဗာန်ကပါတယ်တော့ရာပြီးသားပါဗျာရာပြီးသားဘယ်မှလိုက်ရှာကြလိုရလားလိုပါဘူးဗျာမလိုအဲ့တော့နိဗ္ဗာန်ကရာပြီးသားကြီးတို့ကဟိုရှာဒီရှာနေတာရှာဘူးလားရှာပါဗျာရှာနေတာအဲ့တော့ခုကနေရစပြီးတော့ရှာစရာလိုသေးလားလိုပါဗျာလိုတော့ကုသိုလ်လုပ်ပြီးတော့စူတောင်းလေနိဗ္ဗာန်နဲ့ဝေးလေပါတယ်တော့သုတောင်းလေနိဗ္ဗာန်နဲ့ဝေးလေပါဗျာဘုရားတော်ကဒီဟာလေးအသိသိဖို့အတွက်လေးသိခြင်းတဲ့ကမ္ဘာတွေခြာလပတ်မယမ်းခဲ့ဘူးလားမယမ်းပါဘူးဗျာယမ်းခဲ့တယ်ဒါတကယ်တမ်းဘောဓိပင်နဲ့ရွှေပလင်မှာဉာဏ်နဲ့ကြည့်လိုက်တော့နိဗ္ဗာန်ကကိုယ်အဝေးမှလာရပြီလားရပြီပါဗျာဟိုကရောင်းမှခါထူရှာပါတယ်တော့ရောင်းမှခါထူရှာအဝေးမှလာကိုယ်နောက်ကျောမှာကိုယ်နောက်ကျောပါဗျာကိုယ်နောက်ကျောမှာကိုခါထူရှာတော့ဆုံးမမလားဆုံးပါဘူးဗျာဒီလေးရနဲ့ဝေးပါတယ်တော့ဒီလေးရနဲ့ဝေးပါဗျာအဲ့တော့ဒီလေးရနဲ့ဝေးနေတာကိုကြတော့ပြေးသက်ရေနိဗ္ဗာန်ကဟိုအဝေးလိုက်ရှာကြလိုသေးလားလိုပါဘူးဗျာဆိုလိုက်ဘုရားတရားကဝဝစာလှလှဝကောင်းကောင်းကျင့်ပါတယ်တော့ဝဝစာလှလှဝကောင်းကောင်းကျင့်သန္တရာစကနိဗ္ဗာန်လိုချင်လို့မသိလို့လူခဲ့တယ်ဒီနေ့ဆိုရင်နိဗ္ဗာန်ကအဝိဇ္ဇာပေးတဲ့အမည်ဖယ်လိုက်ရင်နိဗ္ဗာန်ကရပြီးသားသုတောင်းစရာမလိုကျင့်ယုံပဲလိုတယ်အားလို့တော့ကျင့်တဲ့အခါကျတော့လိုက်သွားရင်လာရင်လုပ်ရင်ကံရင်နိဗ္ဗာန်သိနိဗ္ဗာန်မှတရားထိုင်မှဒီကနီးမှာနိဗ္ဗာန်မို့လို့ရအမို့လို့ရပါပါဗျာဗုဒ္ဓနုဒ္ဓရိဓမ္မနုဒ္ဓရိသံဃာနုဒ္ဓရိသာဂာနုဒ္ဓရိဒေဝတာနုဒ္ဓရိဥပသမနုဒ္ဓရိအနုဒ္ဓရိ10ပါးထဲမှာဥပသမနုဒ္ဓရိဆိုတာနိဗ္ဗာန်လိုရင်နိဗ္ဗာန်အာယုန်ပြုပါတယ်တော့နိဗ္ဗာန်လိုရင်နိဗ္ဗာန်အာယုန်ပြုပါဗျာနတ်လိုရင်နတ်အာယုန်လူလိုရင်လူဘဝလိုရင်လူဘဝအာယုန်ပြုတာမဖြစ်ဘူးလားဖြစ်ပါတယ်ဗျာအနုဒ္ဓတိနိဗ္ဗာန်လိုရင်နိဗ္ဗာန်ကိုမှနိဗ္ဗာန်ကိုအောက်မေ့ပါတဲ့ဘာကိုအောက်မေ့လဲနိဗ္ဗာန်ကိုအောက်မေ့ပါဗျာနိဗ္ဗာန်အကြောင်းခံမှနိဗ္ဗာန်အကျိုးရဘာအကြောင်းခံမှနိဗ္ဗာန်အကြောင်းခံမှနိဗ္ဗာန်အကျိုးရပါဗျာလောကအကြောင်းခံရင်လောကအကျိုးပဲရမှာပေါ့မှန်ပါပဲဆိုလိုက်လောကနေသာဒုက္ခအနတ္တလောကပါလေတော့နေသာဒုက္ခအနတ္တပါဗျာလောကအနေသာမမြဲဒုက္ခဆင်းရဲအနတ္တကိုဖြစ်ချင်တိုင်းမဖြစ်ဘူးတဲ့ကောင်းရဲ့လားကောင်းပါဗျာကောင်းမှုအကြောင်းအကျိုး96ပါးပုံနာသည်တားလို့ရတာမရပါဘူးဗျာနိဗ္ဗာန်ကနေသာဒုက္ခငြိမ်းအေးနိဗ္ဗာန်ပါလေတော့နေသာဒုက္ခငြိမ်းအေးပါဗျာအဲ့ဒါလောကနဲ့နိဗ္ဗာန်ဘယ်ဟာကောင်းနိဗ္ဗာန်ကောင်းပါဗျာနိဗ္ဗာန်ကနေသာမြဲတယ်ဒုက္ခချမ်းသာတယ်ငြိမ်းအေးတယ်ဆိုတော့မကောင်းဘူးလားကောင်းပါဗျာရှင်းရသူတော်ကောင်းနေနိဗ္ဗာန်သွားတာကောင်းလို့သွားတာလားမကောင်းလို့သွားတာကောင်းလို့သွားတာပါဗျာတို့ကြံတဲ့လူကနိဗ္ဗာန်မလိုရင်ဘူးဆိုတာအကောင်းမမြင်သေးလို့ဘာမမြင်တော့ဘူးကောင်းမြင်သေးပါဗျာယောသဝသတတံဇီဝေအပတ္တအမတံပရံဧကဟံဇီဝိတံတေယောပတ္တတော်အမတံပရံတဲ့နှစ်ပေါင်း100အသက်ရှိပြီမဲ့နိဗ္ဗာန်မမြင်ရင်မမြတ်ပါဘူးတနေ့တည်းရဲ့ဓမ္မနဲ့ပဲနေရတော့လေနိဗ္ဗာန်မြင်မှမြတ်တယ်ဘာမြင်မှတော့နိဗ္ဗာန်မြင်မှမြတ်ပါရဲ့ဗျာဘာမြင်မှမြတ်တယ်နိဗ္ဗာန်မြင်မှမြတ်ပါရဲ့ဗျာဒါနိဗ္ဗာန်ကိုရှာလိုက်တော့ဟောအဝိဇ္ဇာဖယ်လိုက်တော့အဝိမှလာရပြီလားရပါဗျာတတ်ထဆူတောင်းစရာလိုသေးလားမလိုပါဘူးဗျာမလိုဘူးဗျာနော်အဲ့တော့နိဗ္ဗာန်ကိုမြင်မလားမြင်ပါဗျာအဝိမှလာရပြီလားရပါဗျာဉာဏ်အာ
အရသာတော့သိပါမလား သိပါဘူးဗျာ သိဘူးအဲ့ဒါကိုဘုရားမင်းတရားကြီးကဥပ္ပေါ်ဦးမေးတယ်ပေါ်ဦးတဲ့ဘုန်းကြီးတွေကနိဗ္ဗာန်ကောင်းတယ်နိဗ္ဗာန်အရသာဘယ်လိုနေတော့ကွာတဲ့ပေါ်ဦးကဖြေတတ်ပါမလား သိပါဘူးဗျာ အဲ့ဒါသင်္ကတောပတ္တိဉာဏ်နဲ့ပေါ်ဦးကဖြေတယ်မှန်လားပါမင်းကြီးကျွန်တော်မျိုးတနေ့တော့အခါတိုင်းပြည်လှည့်လေတဲ့အခါကျတော့ညီမနှစ်ယောက်တွေ့တယ်ဘယ်သူတွေ့တော့ ညီမရောက်ပြီပါလေဗျာ မိသားလောက်နဲ့မိချာရောက်ဘယ်သူပါလဲ မိသားရောက်နဲ့မိသားရောက်ပါဗျာ ညီမကတော့အိမ်အောင်ပြညီမအိမ်အောင်ပြပြီးသားအမကြီးကအပြူကြီးအဲ့ဒါညီမနှစ်ယောက်တန်းတုပ်ပြီးတော့စကားပြောနေတာအမျိုးသမီးတွေကတန်းတုပ်ရင်အတင်းပြောလို့ပါတယ်တော့ တန်းလို့ပြောပါဗျာ သူတရားနာတဲ့သူတွေမပါဘူးပါတယ်တော့ ပြောပါဗျာ အဲ့လိုရှိထားပြီးကျုပ်ပဲပြောရဲမလို့အဲ့လိုပါပါဘူးဟိုကြံခဲ့တဲ့မြင်းစုကလူတွေပြောတယ်အဲ့ဒါပြောတဲ့အခါကျတော့ဒီကောင်မတွေဘာပြောနားထောင်အောင်ပါတဲ့ဆိုတော့အမကြီးကညီမမေးညီမကြီးတဲ့ညီယောက်ျားယူတာယောက်ျားအရသာဘယ်လိုနေတော့တဲ့အမကြီးငါမပြောတတ်ဘူးသိကျင်ကိုယ့်အကိုရှားကြည့်အားလည်းတော့ ပြောပြလို့ရပါမလားမရပါဘူးဗျာသိကျင်ပါတယ်တော့နိဗ္ဗာန်လည်းဦးဇင်းတော်ရှေ့ကနေနိဗ္ဗာန်ပြောတာပြလို့ရပါမလားမရပါဘူးဗျာသိကျင်ကျင့်သိကျင်ပါတယ်တော့ကျင့်ပါပါဗျာကျင့်ရမှာလားမရဘူးရပါပါဗျာဝိမု တ်တိဆိုတာလွတ်တာယတ္တဆိုတာသူ့ရဲ့ခံစားမှုလွတ်မြောက်တဲ့ခံစားမှုကကိုယ်အောင်ကျင့်ကြည့်မှရမှာလားမရဘူးရပါပါဗျာအကျင့်ပဲနဲ့ပြင်ဥပ္ပဝုလို့ဖြေရမှာလားမဖြေရဘူးရပါပါဗျာဖြေမှာအဲ့ကြောင့်အမကြီးသဘောကျမသွားဘူးလားရပါပါဗျာအဲ့ဒါကြောင့်မလို့ gain အဲ့ဒီလိုပြောတော့နိဗ္ဗာန်ကိုကိုယ်အောင်ကျင့်ရမှာလားမကျင့်ရဘူးလားကျင့်ရပါဗျာဘာမေးစရာရှိသေးလဲမရှိပါဘူးဗျာမေးရင်လည်းကောင်းကောင်းမေးမေးရင်လည်းပါတယ်တော့ကောင်းကောင်းမေးထော်လကန်းလည်းမမေးနဲ့အဲ့တော့မေးရင်သိရင်ဖြေမယ်ပါတယ်တော့သိပါဗျာမေးတိုင်းအကုန်သိပါမလားမသိပါဘူးဗျာသင်ကဘယ်ရလဲမဟုတ်မေးတိုင်းအကုန်သိကြမှာသိမှာအဲ့ဒါကြောင့်မလို့ဖြောင်းဖြောင်းမေးရင်ဖြောင်းဖြောင်းဖြေကောက်ကောက်မေးရင်တော့ဗမောဆရာလို့ဖြေရဘယ်လိုဖြေမလို့ဗမောဆရာလို့ဖြေရပါဗျာဗမောဆရာလို့ပဲဖြေရမှာအရင်တော့သီလရှင်မဲကင်းတဲ့ဗမောကတဲ့ဘူးဗျာတဲ့ရလားတဲ့ပါဗျာဗမောဆရာတော်လည်းစာတတ်တယ်သီလရှင်မဲကင်းလည်းစာတတ်တဲ့အခါကျငငယ်လေးရနေပြီးတော့ကြီးသွားတာကိုဗျာနော်မတဲ့ဘူးအဲ့တော့သီလရှင်မဲကင်းကမတဲ့တာလည်းမပြောနဲ့ဗမောကပြောလိုက်တဲ့စကားခံနိုင်စရာမရှိဘူးပါတယ်တော့သီလရှင်မဲခင်ကလည်းကုသိုလ်ကောင်းမှုတွေလုပ်ပြီးသူကဖျားစုပန်းတယ်ဘာပန်းတော့ဖျားစုတာပန်းတယ်ဆိုတာအမျိုးသားတွေပဲပန်းရတာမျိုးသမီးပန်းလို့ရတာမရပါဘူးဗျာသီလရှင်မဲခင်ကငါစာတတ်တာပဲဆိုရင်သူကဖျားစုပန်းတယ်ဖျားပြရပါလို့ဒီမပန်းဘူးလားမှန်ပါဗျာအဲ့တော့ဗမောဆရာတော်ကလည်းရှင်းတော်လူတွေတော်တော်စကားရိုင်းတာဘုခေတ်မှာနော်ရှင်းတော်ဘုန်းကြီးတွေစကားရိုင်းတာကြတော့ဗမောဆရာတော်စာအုပ်ထုတ်နာမည်မကြည့်ဘူးလားကြည့်ပါဗျာအဲ့တို့များစကားတစ်လုံးပြောလိုက်ချင်မလေးအဘုန်းကြီးစကားပြောတာကြမ်းတာလုံးလို့မပြောဘူးလားပြောပါဗျာအဲ့တော့ဗမောဆရာတော်ကဘေးသားရေခက်ကြမ်းကြမ်းလေးဖြေလိုက်ဘယ်လိုဖြေလိုက်လဲခက်ကြမ်းကြမ်းလေးဖြေလိုက်အေးသီလရှင်မေခင်ရဲ့ငါးပေါင်ကြံတဲ့ဟာနိဗ္ဗာန်ကြံတဲ့ရအောင်လုပ်အောင်ဘယ်လိုပြောလဲအဲ့ဒါနဲ့ပဲဘေးသားရေသီလရှင်မေခင်မခံတော်တော်ရိုင်းတဲ့ဘုန်းကြီးကိုတရားဆွဲတရားဆွဲတဲ့အခါကျတော့ကျုပ်ပြောတာကအဲ့လိုမဟုတ်ပါဘူးယောက်ျားဘဝအရင်ဆုတောင်းပါဦးပါတယ်တော့ယောက်ျားဘဝအရင်ဆုတောင်းပါဦးဖြေလိုက်တော့တဲ့မသွားဘူးဒီလိုဆိုတော်သေးတာပေါ့ဒီလိုဆိုပါတယ်တော့တော်သေးပါဘူးမှန်ယောက်ျားအရင်ဆုတောင်းပြီးယောက်ျားဘဝကျမှဘုရားဆုပိုင်ရဲ့ငါလက်ခံတယ်တဲ့မိမဘဝနဲ့ဆုတောင်းတော့ရပါမလားမရပါဘူးဗျာအဲ့တော့ခက်ကြမ်းကြမ်းလေးဖြေလိုက်တော့ဒီနေ့ချိန်ကြီးအောင်မှတ်မိဘူးလားမှတ်မိပါဗျာခက်ကြမ်းကြမ်းပြောမှမှတ်မိပါတယ်တော့ခက်ကြမ်းကြမ်းပြောမှမှတ်မိပါဗျာအဲ့တော့ဒီလားရှင်ပဲခင်ကခဲမကြည့်ဘူးအဲ့ဒါနေသောအခါကျတော့ဘေးကနန်းတော်ကိုဆွန်းစားပင့်ဘာပင့်တော့ဆွန်းစားပင့်ပါဗျာဆွန်းစားပင့်တဲ့အခါဒီလားရှင်ပဲခင်ကကြွသွားတော့လမ်းကြတော့ဘေးကနန်းတော်သွားမယ်လမ်းနှစ်ခွတော့ဘယ်လမ်းသွားမှာလမ်းမသွားဘူးတော့သိပါမလားမသိပါဘူးဗျာမောဆရာတော်သွားနေကြဆိုတော့မသိဘူးလားသိပါဗျာအဲနာလမ်းဆုံးမှာတွေ့တဲ့အခါချမ်းအံဘုလမ်းမရင်ကောင်းမလုံးဆိုင်မတဲ့တဲ့ဘုန်းကြီးနဲ့လာတို့ပါတယ်တော့မတဲ့တဲ့ဘုန်းကြီးနဲ့လာတို့ငါဆုံးသားဖို့ချင်းရလဲနေလာပြီမတဲ့တဲ့ဘုန်းကြီးပဲမေးရမှာပဲမေးတော့လဲရှင်ဘုရားတဲ့ဘိရင်နန်းတော်သွားတဲ့လမ်းဘယ်လမ်းလို့မေးကောင်းကောင်းဖြေပါလားမဖြေဘူးဖြေပါပါဗျာအဲ့တော့
တော့မေးလိုက်ပေါ်ဟာဟဲ့နှလုံးတစ်ချောင်းပဲလမ်းကောင်းပါလေတော့နှလုံးတစ်ချောင်းပဲလမ်းကောင်းလေပြင်ကျင်တဲ့လူကပြင်ကျင်မလားပြင်ပါဗျာဟိုလည်းကန့်လာမယ်ပြေနှစ်ချမ်းတစ်စီလမ်းမသိငါးလောက်လိုက်တယ်ကန့်တာမေးတော့ဘယ်လိုပြေးလိုက်လဲအဲ့ဒါမေးရင်တော့ဘယ်လိုမေးကြောင်းကြောင်းလေးတော့မေးကြမဟုတ်တယ်ဗမောလို့ပြေးလိုက်တာပါလေတော့ဗမောလို့ပြေးလိုက်တယ်လူတော့အတူတူမြင်သွားရပါလေတော့အတူတူမြင်ရပါဗျာဒီမှာငါတူတူမမြင်ဘူးလားမြင်ပါတယ်ဗျာဘုံလုံးအရှိတရားအတိုင်းယုံနာခန္ဓာ၅ပါးပရမတ္ထသစ္စာအတူတူပဲသွားရင်လာရင်လိုရင်ကံရင်နိဗ္ဗာန်သိနိဗ္ဗာန်မှာတရားထိုင်မှသေဂာနိမှာနိဗ္ဗာန်ကိုလို့ရတော့ငြိမ့်သွားဘာမို့လို့ရတော့နိဗ္ဗာန်ကိုလို့ရပါဗျာနိဗ္ဗာန်ကိုလို့ရတဲ့တွင်ဟာဒီမှတ်เสียရှိသေးလားမရှိပါဘူးဗျာရှိတော့မရှိလို့ရတော့ငြိမ့်ပြီငြိမ့်ဘူးလားငြိမ့်ပါလေဗျာလိုက်သွားရင်လာရင်လိုရင်ကံရင်နိဗ္ဗာန်သိနိဗ္ဗာန်မှတရားထိုင်မှသေဂာနိမှာနိဗ္ဗာန်ကိုလို့ရဘာမို့လို့ရနိဗ္ဗာန်ကိုလို့ရပါဗျာဒါဖြင့်နိဗ္ဗာန်တော့သိပြီတဲ့ဒါပေမဲ့လို့နိဗ္ဗာန်ကိုသိတော့သိပြီဝิญဉ်နဲ့ဗါတယ်တော့ဝิญဉ်တဲ့အခါကျတော့ဥပါဒံအစွဲရှိရင်ဝင်လို့ရပါမရပါဘူးဗျာနိဗ္ဗာန်သွားတယ်ဆိုတာကမေးလိုက်လက်ထက်မှာစုပ်ကင်ထားတဲ့အရာတစ်ခုကိုစုပ်ကင်ထားသမျှလေးနေပါလားမလေးဘူးလားလေးပါပါဗျာလွတ်ချလိုက်ရင်ပေါ့ပါပါဗျာလွတ်ချလိုက်ရင်ပေါ့ပါပါဗျာပေါ့သွားတယ်ဒနာစစေယရက္ခံအင်္ဂါစစေယဇဝိတံတတ္တမရက္ခမာနောတုတပ္ပံစစေယအာနိတောတဲ့အင်္ဂါခြေလက်အင်္ဂါကိုရက္ခမာနောတုစောင့်ရှောက်လို့သောတည်ဒနာဥစ္စာပစ္စည်းကိုစစေယဆွမ်းရမယ်ဇဝိတံအသက်ကိုရက္ခမာနောတုစောင့်ရှောက်လို့သောတည်အင်္ဂါခြေလက်အင်္ဂါကိုစစေယဆွမ်းရမယ်တတ္တမသူတော်ကောင်းတရားနဲ့နိဗ္ဗာန်ကိုလိုတဲ့ပုဂ္ဂိုလ်သည်တပ္ပံအလုံးစုံသောအင်္ဂါခြေလက်မိမိအသက်ကိုစစေယဆွမ်းရမယ်အင်္ဂါခြေလက်နှမျောရင်ဥစ္စာပစ္စည်းဆွမ်းဘာဆွမ်းရတော့ဥစ္စာပစ္စည်းဆွမ်းပါဗျာသိုံတဲ့အခါကျတော့အာဦးကြီးရဲ့အတော်ရဲ့ခမပတ်စံလေးဟုတ်လားသိရစိတ်လားပုံမှာအကုန်ခံတော့ခမယောဂပြောင်းတယ်ကိုမခံနိုင်ရင်တော့ခမခြေလက်အင်္ဂါဖြတ်ပြရမယ်ဆိုတော့အဖြတ်ခံသလားအကုန်ခံသလားအကုန်ခံပါဗျာဘာနှမျောတော့အင်္ဂါခြေလက်နှမျောတော့ဥစ္စာပစ္စည်းမစွန့်ဘူးလားစွန့်ပါဗျာစစ်သားတွေပဲမိုင်းမှန်တဲ့အခါရန်သားတွေဝင်တော့အာဆရာကြီးကိုဆရာကြီးခမရန်စိတ်တွေကတက်နေပြီအရင်ကဖြတ်ရင်တော့အသက်ရှင်မဖြတ်ရင်ရန်စိတ်တဲ့သေလိုက်မယ်ဆိုတော့အဲ့ဒီစစ်သားကအသက်အသေးခံသလားဖြတ်လိုက်ပါလို့ပြောဖြတ်လိုက်ပါလို့ပြောပါဗျာဘာနှမျိုးလို့နိဗ္ဗာန်လိုချင်သူတော်ကောင်းတရားနဲ့နိဗ္ဗာန်လိုချင်ဘုရားအကုန်စွန့်ရမယ်ပါတယ်တော့ကုန်စွန့်ပါဗျာဟောတာတော့ဆိုလိုက်လောကမှာချစ်ဆုံးကအသက်မုံဆုံးကသိခြင်းတရားချစ်ဆုံးကပါတယ်တော့မုံဆုံးကသိခြင်းပါဗျာသိခြင်းလူတိုင်းတတ္တဝါတိုင်းသိမှမကြောက်ကြလားဟုတ်ပါဗျာအာဉာဏ်လေးတွေတိရစ္ဆာန်ရင်သွားကိုင်းရင်ငြိမ်းခံသလားပြန်ကြိုက်သလားအာနှမျိုးတော့အသက်နှမျိုးပါဗျာလိုက်နိဗ္ဗာန်လိုခြင်းသိခြင်းတရားကမိတ်ဆွေအသက်ကပါတယ်တော့ညာတော်ပါဗျာတဲ့လားပြောင်းပြန်ပါဗျာအာလိုခြင်းရင်တော့နိဗ္ဗာန်လိုခြင်းရှင်နာကယံသူသေတာကမိတ်ဆွေပါတယ်တော့ရှင်နာကယံသူသေတာမိတ်ဆွေပါဗျာသေတာမိတ်ဆွေဥပမာပေးကြအောင်လူတယောက်ကပြစ်မှုရှိလို့ရဲရနေပြီးတော့လက်ထိတ်ခတ်ပြီးတော့ဖမ်းသွားမယ်ကျုပ်တဲ့ကတဲ့ရအောင်ဖမ်းပါလားမဖမ်းဘူးဖမ်းပါပါဗျာလမ်းကြအုံနောက်ပြီးတော့ပြက်ပြီးတော့သေလိုက်တန်းသေးပါလားသေပါဗျာရဲရဆက်ဖမ်းသလားလက်ထိတ်ဖြုတ်ပါလက်ထိတ်ဖြုတ်ပါဗျာအာဖမ်းတာမရှိပါဘူးအာဖမ်းတာတော့မရှိပါဘူးဗျာသေလဲသေရော
လက်ထိတ်ဖြုတ်မသွားဘူးလား ဟုတ်ပါဗျာ ဒီတို့တခါကြီးတွေကအကျွေးတွေတင်လိုက်တာတင်မလား တင်ပါဗျာ ဒီတိုင်းဒါတောင်းမှလားမတောင်းဘူး ဟုတ်ပါဗျာ အကုန်လုံးလေဖြတ်သေးလိုက်တာသိမလား တင်ပါဗျာ ဘာကျွေးတွေတောင်းနေ ဟုတ်ပါဗျာ သူကဘလို့တောင်းတာ ရှင်တော်ပါဗျာ ရှင်တောင်းတာအသက်ကိုခင်းနေတာသေလဲသေရော ဟုတ်ပါဗျာ တောင်းသေးလား ဟုတ်ပါဗျာ တောင်းတော့အဲ့တော့အဲ့ဒီအတိုင်းပဲကိုယ့်ရဲ့သားလေးတွေမြီးလေးတွေရှင်းနေတော့ပါလေးနမ်းလိုက်ဘိုက်ကလေးဘူးမို့လားမချစ်ဘူးလား တင်ပါဗျာ သေလဲသေရောအိမ်မော်ဆက်ထားသလားသင်္ချိုင်းကုန်းသွားပြီ တင်ပါဗျာ ခင်ဗျားတို့ချစ်တာပါချစ်တာအ တင် သက် ပါဗျာ အားချစ်နေတာ တင်ပါဗျာ သေလဲသေရောအိမ်မော်ထားသလားချစ်လာပါတယ်ဆိုတဲ့သားချစ်လာပါတယ်ဆိုတဲ့သမီးချစ်လာပါတယ်ဆိုတဲ့မယားချစ်လာပါတယ်ဆိုတဲ့ယောက်ျားအိမ်မော်မှာ9ရက်ပြည့်အောင်ထားသလားသင်္ချိုင်းကုန်းဆွဲချတယ် တင်ပါဗျာ အားချစ်နေတာ တင်ပါဗျာ အားနှမျောနေတာ တင်ပါဗျာ အသက်နှမျောနေတို့သံဃာသယနေ့ကြောင့်ခင်းနေတာအသက်ခင်းနေတာပါလေတော့ တင်ပါဗျာ အသက်တည်းတယောက်နဲ့တယောက်ရန်ဖြစ်တာသူအလုံးငါလုံးခမ်းပြီးတော့တွေ့တာဒါနဲ့ခုတ်တဲ့အခါကျအနည်းဆုံးလက်တော့အပြတ်မခံဘူးလား တင်ပါဗျာ သေမာကြောက်လို့ဘာအပြတ်ခံ တင်ပါဗျာ အဲ့ရတဲ့မှာလူရွှဲတူပြတ်နေပဲသေခြင်းသလားလို့ပြင်ပါလေတော့ တင်ပါဗျာ အာနှမျောနေတာ တင်ပါဗျာ အဲ့ရတဲ့အမေတို့ကအဖေကလူလဲလူနေတယ်လေလဲဖြတ်နေတယ်နော်အညီကြီးလည်းသူများတုတ်တင်မှထားရတယ်အဲ့ကသားသမီးတွေကအဲ့ဒီအဖေကိုအိမ်မောကစွန့်ပြေးရလား တင်ပါဗျာ အားရှိနေရော တင်ပါဗျာ အားရှိနေလို့ တင်ပါဗျာ သေလဲသေရောဒီနေ့သေနောက်နေ့စွန့်မပြေဘူးလား တင်ပါဗျာ AID ရဲ့ယောဂဆွဲနေရင်ဘုသေဘုတန်းမချဘူးလား ဟုတ်ပါဗျာ ယောဂဆွဲနေရှင်းနေတော့စံပြိုလေးတိုက်မှလားမတိုက်ဘူး တင်ပါဗျာ ဘလို့တိုက်တာအသက် တင်ပါဗျာ အသက်ကလေးခင်းနေလို့ဒီနေ့မြင်ရဒီနေ့မြင်ရတိုက်ဘူးလား တင်ပါဗျာ တိုက်နေတာပဲနော်အဲ့တော့သေလဲသေရောအိမ်မော်ထားသလားဆွဲချတယ် ဆွဲပါဗျာ ဒါကြီးဒကမာကြီးတွေပဲနှစ်ချမ်းခွဲလိုက်မြောက်ဘက်ကဒကမာကြီးကိုအရှင်နဲ့ပေးသားမယ်တောင်ဘက်ကဒကမာကြီးအသေးနဲ့ပေးသားမယ်ဘယ်သူကသာသမီမွေး ညကသာသာရှင်လို့ပါရှင် သူကမွေးတယ်ရှင် ပါ ဟာ ဗျာ အရှင်နဲ့ယောက်ျားအရှင်နဲ့ပေးသားတဲ့လူကမွေးမှလားမမွေးဘူးလား တင်ပါဗျာ သေတဲ့လူကမွေးပါမလား မွေးပါဗျာ အပြင်တို့ဒုက္ခပေးနေတာဘယ်သူကတော့ ရှင်ပါဗျာ ဘယ်သူကဒုက္ခပေး ရှင်ပါဗျာ အပြင်တို့ဒကမာကြီးတွေဒကာကြီးတွေနေမကောင်းတဲ့အခါကျတော့ဟုတ်လားတန်ပြုတ်ပြုတ်တိုက်ရမှာလားမြန်မြန်သေးပါသေးသူတော့အောင် ဉာဏ်ရည်ပါလေသွားပါဗျာ သေရင်အေးသေရင်ပါလေတော့ အေးပါဗျာ အဲသားသမီးတယောက်မွေးတော့မစင်းရဘူးလားဗျာ အေးပါဗျာ အဲ့ဒါကြီးရှင်းနေသမျှကိုဒုက္ခပေးမှလားမပေးဘူးလား အေးပါဗျာ ဒီနေ့သေနောက်နေ့ဆက်မွေးကြလို့သေးလား တို့ပါဗျာ တယောက်တည်းနဲ့မပြီးဘူးလား ဒီပါဗျာ လိုက်တို့ဒုက္ခပေးနေတာ တို့ဒုက္ခပေးနေတာ အရှင်ကပေးနေတာ ရှင်မပေးနေတာ သေတဲ့လူကြီးဘလို့ဖက်အိတ်မွေးသေးလား မွေးပါဗျာ ဘာဝသာယာနဲ့အရှ ရှင် င် ရှင်ပါဗျာ ဘာသာယာနဲ့ ရှင်ပါဗျာ ရလက်တကသီရိမာပြည်တဲ့သာမကြီးဟောဘိုလ်လူကတပြားတောင်းနဲ့ဒီလူကတပြား900နဲ့မနေဘူးလား နေပါဗျာ ဒီသာမလှလုံးလုံးမလို့ဘိုလ်လူကကြိုက်တဲ့ထေသားတွေဘယင်းတွေကုံွယ်တွေမသွားဘူးလား ဟုတ်ပါဗျာ အဲသေလဲသေတော့အဲ့ဒါမောင်းကျင်းနဲ့ခတ်ပြီးတော့တပြားတစ်ထောင်နဲ့ယူစေလူလာသေးတော့ မှန်ပါဗျာ 900နဲ့ယူစေ250နဲ့ယူစေ200နဲ့150နဲ့ဘယ်သူယူသေးတော့ မှန်ပါဗျာ အဲ့ဒီရာဇဂျူဝလူတွေသီရိမာဝသာရတာအရှင်လားအသေးလား အရှင်ပါဗျာ အသေးလဲပြောအဲ့မိမိတရာမင်းကအလကားပေးတယ်ဗါတယ်တော့ မှန်ပါဗျာ ဘယ်သူယူသေးတော့ မှန်ပါဗျာ ဘယ်သူယူသေးတော့ မှန်ပါဗျာ ဂါကြီးတွေညအဲ့တကဓမ္မကြီးတွေနန်းသလားမနန်းဘူးလား မှန်ပါဗျာ ဥပမာပေးတာအားပေး မှန်ပါဗျာ ဥပမာပေးကောင်းမှရှင်းတယ်ဗါတယ်တော့ မှန်ပါဗျာရှင်ပါဗျာ တို့လိုက်စိတ်လိုက်နန်းလိုက်မလုပ်ဘူးလား ဟုတ်ပါဗျာ အဲ့လိုမျိုးနိုင်နာဓမ္မကြီးကလေဖြတ်ပြီးသေးသွားပြီတဲ့ဆက်နန်းလာရက်သွား ရှင်ပါဗျာ အဲ့လိုချစ်တာပါတော့ ရှင်ပါဗျာ သေလဲသေရောကဲမလီငါမသားကြီးကြောက်တယ်မသားကြီးပါလေတော့ မှန်ပါဗျာ လင်းနဲ့မရတာရင်တော့ချစ်လို့ရတယ်သေလဲသေရောမလီငါသေရဲ့ကြောက်တယ်ဘသူပြန်ကြောက်ကိုယောက်ျားကိုလူကိုမိန်းမပြန်မကြောက်ဘူးလား မှန်ပါဗျာ သေမသေရနာအိမ်မောလာပါဦးမလား မှန်ပါဗျာ ပြောင်းပြန်ပြင်း
အရှင်ကြောက်ရမှာခုပါကြောက် သေပါဗျာ သေတာလားအေးသွားတာ သေပါဗျာ အေးသွားတာကိုကြောက်နေတာဇတ္တာရောခန္ဓာအရူပိနောနိဗ္ဗာန်ဉ္စနာမန္တိတဲ့ဇတ္တာရော၄ပါးကုန်သောခန္ဓာဝေဒနာခန္ဓာသင်္ညခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာတို့ဒီ၎င်းနိဗ္ဗာန်ဉ္စနိဗ္ဗာန်ဒီ၎င်းနာမန္တိနာမည်ပါပဲကြီးတဲ့နိဗ္ဗာန်ကနန္တရားတဲ့နိဗ္ဗာန်ကဘာလဲတော့နန္တရားပါဗျာဟိုအဲ့ဒီနိဗ္ဗာန်ကိုတားနေတာဒီအသက်ခေါ်တဲ့နံလေးကမတားဘူးလားတားပါဗျာသူ့ကိုလည်းခင်လည်းမခင်တော့ဘူးဆိုလို့ရှိရင်နာမိတ်တော့ပါလေတော့မိတ်ပါဗျာဘုရားပုရိကတ္တဒိဋ္ဌာယီခေါ်တာအစိရံဝတ္တယံကာယောပထဝီအတိတ္တတိသုတ်တော်အပေတဝိညာဏောနိရခံဝကလိကရံတဲ့ပုရိကတ္တဒိဋ္ဌာယီဒီဘုံလုံးအနာတွေပေါက်ပြီးအိယာတဲ့လဲနေအယိုးတွေကကျုပ်လှုပ်နိုင်သေးရဲ့လားလှုပ်နိုင်ပါဘူးဗျာဒီကနေ့ဇလုံးနဲ့ပဇာပြရဲ့ရဲ့လေးမှာဘုရားကနိဗ္ဗာန်တရားပြသွားဘာပြတော့နိဗ္ဗာန်တရားပြသွားပါဗျာအယံကာယောဒိဋ္ဌာဥจิตဒိဋ္ဌာအယံကာယောဤခန္ဓာကိုကြည်သည်သုတ်တော်စွန့်ပြရသည်ဖြစ်၍အဘိဓဝိညာဏအသက်ဝိညာဉ်ကင်းတဲ့အခါ၌နိရထံအသုံးမကြတဲ့ကလိန်ကရံဤဝါသင်ဝဲကဲ့သို့ပထဝီမြေကြီး၌ပါလဲလျင်အဒီတတရိသင်ញိုင်းတပွဲမြုပ်နှံရမှာဖြစ်ပါ၏ဟဲ့ဒိဋ္ဌမင်းရှင်လို့ခင်းနေတာဘာလို့ခင်းတော့ရှင်လို့ခင်းရပါဗျာဘုလုံးမှာညီသောပု္ပ္ပောရယနာအယူတွေကကျိုးလက်တွေကခြေလောက်တွေကမလုံနိုင်ကိုချီကိုကျင်ငယ်လေးနဲ့အိပ်ရတဲ့လဲနေရတာမင်းအဲ့အသက်ကလေးခင်းနေလို့ပါအဲ့ဒီအသက်ကလေးသေးသွားပြီဆိုလို့ရှိရင်ကြံခဲ့တဲ့ယုံနာကြီးကနိရထံအသုံးမကျတဲ့ကလိန်ကရံဤဝါထင်းပွဲကဲ့သို့ပထဝီမြေကြီး၌ပါလျင်အဓိတိတ္တိသင်ញိုင်းတဲ့ပွဲမြုပ်နှံရမှာဖြစ်ပါ၏ရဲ့လို့တထာနလူတို့ရဲ့ဆရာဘုရားမြတ်စွာဘုရားအာဟကောင်းစွာမသွေပိန်ကြတော်မူလိုက်ပါ၏တည်းဒိဋ္ဌနိဗ္ဗာန်ဆိုတာကဘုနာဒီနာမှာမဟုတ်ဘူးယာပြီးသားမင်းရတဲ့ယုတ်တန်ကြီးကတနေ့နဲ့တည်းကိုနာသည်ငြိမ့်နေတယ်ငြိမ့်ကနေစလုံးနဲ့ပါဇက်ပြမှာအဝိဇ္ဇာအမိတွေလိုက်ပြီးတော့မလုံတော့နဲ့အဝိဇ္ဇာဖယ်လိုက်လို့ရှိရင်အမိတွေဖယ်လိုက်လို့ရှိရင်အဲ့ဒီယုတ်တန်ကနေတော့တာသစ္စာဒါပေမဲ့နိဗ္ဗာန်သိပေမဲ့မင်းအသက်ခင်နေလို့နိဗ္ဗာန်ဆိုတာသိပြီးတော့ပြန်မရှင်းတာသိပြီးပါတယ်တော့ပြန်မရှင်းတာပါဗျာနိဗ္ဗာန်ဆိုတာသိပြီးတော့ပြန်မရှင်းတာသိတာကသိသွားတာကနိဗ္ဗာန်သိသွားတာပါလေတော့သိပါပါဗျာဟုတ်လိုက်လောကဆိုလျင်ဘုနာရှင်နိဗ္ဗာန်ကြမှာဘုနာသည်ဘယ်ကြမှာဘုနာသည်တော့ဒီကနေ့ဇလုံးနဲ့ဗဇတ်ပြအဲ့ဒီအသက်ကိုစွန့်လိုက်ဇလုံးနဲ့ဗဇတ်ပြအဝိဇ္ဇာအပေးတဲ့အမိတွေမမှတ်တော့နဲ့ရပ်လိုက်တော့ဟာလေတော့ရပ်လိုက်တော့ပါဗျာအဲ့ဒီလိုလဲခံရောပုရိကတ္တဒိဋ္ဌာယဇလုံးနဲ့ဗဇတ်ပြအဲ့ဒီအသက်ခင်ဆုံးဆိုတဲ့အသက်ကရန်သူပဲလို့သိပြီးတော့စွန့်အဝိဇ္ဇာပေးတဲ့အမိတွေဖယ်ပြီးတော့နိဗ္ဗာန်နှလုံးသွင်းပြီးသိလိုက်တာပုရိကတ္တဒိဋ္ဌာယယဟန္တာဖြစ်ပြီးယဟန္တာဖြစ်တာနဲ့နိဗ္ဗာန်ဝင်သွားတယ်ဘာဝင်သွားနိဗ္ဗာန်ဝင်သွားပါဗျာလိုက်နိဗ္ဗာန်ဝင်တယ်ဆိုတာသိပြီးနောက်ထပ်ပြန်မရှင်တော့တာသိပြီးပါတယ်လို့ပြန်မရှင်တော့နံပိတ်သွားတော့ဘေးသားရပါလေနိဗ္ဗာန်ပါဗျာနံပိတ်သွားတော့နိဗ္ဗာန်ပါဗျာနိဗ္ဗာန်ရောက်သွားပြီဗျာအနိမိတ်တေသဘာဝေဟိမာနာနုတယဥယျဇာသာတော်မာနာဝိသမယောဥပသံတော်စရိတတိအနိမိတ်တေဇာယိနမိတ်မကင်းစိတ်တဲ့သုံးညတာအနန္တကိုဘာဝေပညာဥစီဉာဏ်ကြီးကြီးနဲ့ပွားများရှုကြည့်ပါတော့မာနာလူတွေယောငါးထောင်လာမာနတရားကိုလည်းဥယျဇာဆွန့်ခွာပေနှုတ်အသင်ပြုလိုက်ပါတော့သာတော်မာနာဝိသမယောအမြင်မောင်မအထင်များကိုပယ်ရှားလွန်မြောက်သုံးညတာသို့ရောက်သည်ရှိသောဥပါဒံတော်ဘူမိမလာပြပါကင်းငြိမ်ဒုက္ခသတိလျက်စရိတတိရွှင်ရွှင်လန်းလန်းဘဝင်ချမ်းစွာနေရမှာအမှန်ဖြစ်ပေသတည်းယတမုရိသပစ္ဆာသမစ္စေသာဂိဉ္စနံအာဂိဉ္စနံနာရဏတမံပြုမိမြမနံယတပုဂ္ဂလသာခြင်းပုဂ္ဂပုရိသဒိဋ္ဌခန္ဓာ၌၎င်းပစ္ဆာသမယောသေးတဲ့အနာဂတ်ခ
မေဇေသာလေခန္ဓာနဲ့၎င်းကိဉ္စနာတနာအပြင်ယူခြင်းဟုဆိုသောကိဉ္စနာသည်နတ္တိမရှိအာကိဉ္စနာယာကကိဉ္စနာတို့ဖြင့်တောင်းတခြင်းမရှိတတ်သောအနာရဏဆွဲလန်းခြင်းမရှိထသောတံပုဂ္ဂလထိုပုဂ္ဂိုလ်ကိုပြမနာမပြမနာဟူ၍ဝါမကောင်းမှုမှာအပပြုပြီးတဲ့သူဟူ၍အဟံသင်တို့ဆရာငါဘုရားသည်ယူမိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါ၏တည်းအတိတ်ကိုလည်းမပြန်နဲ့အတိတ်ကိုလည်းမပြန်နဲ့နာဂတ်ကိုလည်းမကြံနဲ့နာဂတ်ကိုလည်းမကြံနဲ့ပစ္စုပန်လည်းမဆွဲနဲ့ပစ္စုပန်လည်းမဆွဲနဲ့ကာလသုံးပါးလက်လွတ်လျင်ကာလသုံးပါးလက်လွတ်လျင်ဥပါဒံကင်းစင်ဥပါဒံကင်းစင်အကင်းစင်သွားဥပါဒံကင်းစင်ပါဘုရားရေနေတိုင်းပြီးပြီးသားအတိတ်အကြောင်းတရားတွေကိုပြောတယ်။အိုးနေ့ပြင်ကတော့ဟိုနေ့တော့ကဒီနေ့တော့ကဉာဏယောဂီအကြောင်းမှဆုလာတဲ့အချိန်ကိုယ်အိမ်မှာကြီးတဲ့အရင်တော့ကဖြစ်ပြီးသားအကြောင်းတွေမေးလိုက်မပြောဘူးလားပြောပါရဲ့ဗျာတန်ကြီးကိုဘဏ္ဍခေါက်ရောက်ခဲ့ပြီးရွှေစက်တော်ဘဏ္ဍခေါက်ရောက်ခဲ့ပြီးအဲ့ဒီတော့ကဘယ်သူကဘယ်လိုပဲဝါကဘယ်လိုဆိုပြီးတော့မေးလိုက်တိတ်အကြောင်းတွေမပြောဘူးလားပြောပါရဲ့ဗျာဘာပြန်နေတာတော့ဆိုရင်အတိတ်ကိုပြန်နေတာဘယ်ပြန်နေတာအတိတ်ကိုပြန်နေတာပါဗျာမရောက်သေးတဲ့အနာဂတ်တွေကိုလည်းမဆွဲလန်းပါနဲ့မကြံစီပါနဲ့တို့တွေကုသိုလ်တွေလုပ်တာသီလတွေလုပ်တာအဲ့ဒါကတော့ဟိုဘက်ဘဝရောက်ရင်လူဘဝနတ်ဘဝပဲတို့တွေဟိုဘက်ဘဝကြရင်ချမ်းသာတော့မှာပဲဆိုပြီးတော့မရောက်သေးတဲ့အနာဂတ်တွေကိုလည်းမတွေးပါနဲ့မရောက်သေးတဲ့အနာဂတ်ကိုပါလေမတွေးပါနဲ့ဗျာအဲ့ဒီပိဿောပံကန္နာကြီးမှာကိုယ့်ရဲ့အသက်ကလေးကိုနှံမျောပြီးတော့တွန်းတိုးပြီးတော့နေတိုင်းသေမာကြောက်လို့တရားလေးထိုင်တာတော့မှပဲမလေးနိုင်ဝဲရှိပြီဘုန်းကြီးကမလာသေးညောင်းတယ်စွန့်နိုင်ရလားစွန့်နိုင်ပါဘူးဗျာအဲ့တော့ဘသူကိုညားနေတာအသက်ကိုညားနေတာအသက်ကိုညားနေတာဘသူညားနေတာအသက်ကိုညားနေတာပါဗျာနိဗ္ဗာန်လိုချင်ရင်အဲ့ဒီအသက်ကယံသူနိဗ္ဗာန်လိုချင်ပါလေတော့ပါဗျာစေယုံစေကံသွားပြီဆိုရင်တော့မှဆရာဝန်ကဈေးလေးထိုးတလုံးတိုက်လိုက်ဆိုရင်ဆရာတိုက်လိုက်မှပဲယောဂပျောက်သွားကျေးဇူးတင်လိုက်တာပါလေတော့ကျေးဇူးတင်လိုက်ပါဗျာအေးပြောနေတာအဲ့ဒီဆရာကစာအုပ်ထားလိုက်တာနဲ့3000 4000မတောင်းဘူးလားတောင်းပါဗျာသူစေဘောကလည်းပေးရတဲ့အိမ်ကမပြောသေးအုံးသေးတယ်လည်းသွားပို့ရသေးတယ်မပေးရဘူးလားပေးရပါဗျာဆရာဟောပါတင်တော့ကျေးဇူးတင်အဲ့တော့တနေ့ရှင်သမျှတနေ့ဒုက္ခတနေ့ရှင်သမျှတနေ့ဒုက္ခပါဗျာဦးရဲ့အိုက်တယ်ပြောတာဘာဖြစ်လို့ရှင်းတယ်ပါဗျာတနေ့သမင်းစားရမှာရှင်းတယ်ပါဗျာအိမ်ကမျောလို့ပြန်ရမှာရှင်းတယ်ပါဗျာသိရင်မျောပါမလားမျောပါဗျာသိလဲသိရောအေးရောသိရောပါလေတော့သိရောပါဗျာရှင်းနေလို့ရှိရင်နေမကောင်းတော့လည်းပဲသာသမီရဲ့ရွယ်ချက်ရပြောပါမလုပ်ဘူးလားလုပ်ပါဗျာရှင်းနေရင်မခိုင်းဘူးလားဗျာဟုတ်ပါဗျာတို့ဆရာတော်ကြီးတိုက်ထဲမှာပြန်တော်မူသွားတော့သေသွားတော့အေးလို့ဒီတရားဝဲလေးလဲပြီးတော့ဘူးလဲဟောနေမကောင်းလဲဟောအေးလဲဟောအဲ့ဒါတက်လားရှင်းလို့လားရှင်းလို့ပါဗျာအဲ့တော့ဒါဖြင့်ဟုတ်လားမျက်နှာမနဲ့ဆိုမိုးလင်းမျက်နှာသိရတာပဲလို့လေရှင်းလို့ပါဗျာဟောအငြင်းချင်းသုံးတင်ရတာဟောရှင်းလို့ပါဗျာမင်းစားရတာဟောရှင်းလို့ပါဗျာပူတယ်အေးတယ်ပြောတာဟောရှင်းလို့ပါဗျာဘုံလုံးသေးလိုက်စမ်းသေးပလားသေးပါဗျာအဲ့ဒီအလောင်းကြီးကိုတာလန်းပေါ်ချထားမယ်ဘယ်လိုထပြေးမရပါဗျာဘာကြိတ်တော့နာတယ်ပြောသေးလားဟုတ်ပါဗျာနာတယ်ပြောတာလဲရှင်းလို့ပဲဟိုဘဂဝုဗ္ဗံမြေကနာမယဟန်အပါ900ရှင်နာကဒုက္ခသေတာကရှင်နာကဒုက္ခသေတာကမိတ်ဆွေလို့သိလဲသိတော့နိဗ္ဗာန်ကသေတာလို့လဲသိတော့အဲ့ဒီယဟန်နေကိုယ့်အကူရှင်ဘုရားလဲဓာတ်နဲ့ပူပြီး1 2 3ဆိုဓာတ်နဲ့ပူပြီးမတတ်ဘူးလားတတ်ပါဗျာသိရင်တာတက်လားနိဗ္ဗာန်မြင်လို့လားနိဗ္ဗာန်မြင်လို့ပါဗျာအဲ့ဒီလိုနဲ့မရတော့သမဏုကုတ်တကဟိပတ်စံပေးပါမယ်ကွာတို့တတ်ပေးသားမှာပါတယ်တော့ကိုယ့်ကိုတတ်ဖို့အတွက်ပတ်စံပေးမငှားဘူးလားငှားပါဗျာငှားတယ်ခင်ဗျားတို့ကျုပ်တို့ကြတော့သေမာကြောက်လို့ကိုကပတ်စံပေးပြီးတော့ဈေးမကူဘူးလားကူပါဗျာအဲ့ဒီယဟန်ပါ900ကျတော့ကိုယ့်ပတ်စံကိုဈေးကူသလားတတ်မဲ့သူငှားတာတတ်မဲ့ငှားပါဗျာဘသူကိုယံသူမြင်သွားတာသိပါဗျာတရားနာပြေးတဲ့သေတာနဲ့ရှင်တာဘုရားကောင်းတော့သိပါဗျာဘုရားကောင်းတော့တရားကောင်းပါဗျာတကယ်လားတကယ်ပါဗျာပြန်ကြရင်ဘယ်နဲ့မစည်းတော့နဲ့နေမကောင်းလဲစိတ်မကူတော့နဲ့ရသလားရပါဗျာ
တို့ကသေမဲ့အချိန်ကိုဘာလို့အောင်စောင့်သေမဲ့ချိန်စောင့်ကြပါတော့နိဗ္ဗာန်ဆိုတော့ဩသေပြီးတော့နောက်ပြန်မရှင်တော့တာပဲလို့သိတော့ဥပါဒာရှိသေးလားမရှိပါဘူးဗျာအဲ့လိုဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်အဲ့ဒီအတိုင်းလေးကျင့်ရှင်သေးသမျှဒုက္ခသေပြီးနိဗ္ဗာန်မှာငြိမ်းတာပဲနိဗ္ဗာန်ကိုလို့ရက်ဆိုတော့ကံလုပ်သေးရဲ့လားမလုပ်ပါဘူးဗျာကိုကရက်ထားလားသူ့ဟာသူရက်ပါဘူးသူ့ဟာသူရက်ပါပါဗျာလုပ်ပါလို့ပြောရင်တော့လုပ်ပါဦးမလားမလုပ်ပါဘူးဗျာဟုတ်တော့ gain 3 နာရီလဲထိုးတော့မယ်ဆိုလိုက်သွားရင်လာရင်လုပ်ရင်ခံရင်နိဗ္ဗာန်သိနိဗ္ဗာန်မှဘုရားထိုင်မှဒီကနီးမှာနိဗ္ဗာန်မို့လို့ရရှင်နေသမျှဒုက္ခသေပြီးနိဗ္ဗာန်ဝင်သွားမှငြိမ်းအေးတိုင်းကိုမပြန်ခင်ခဏလေး5 မိနစ်တော့တရားလေးမှတ်ပြီးမှတရားသိရအောင်ဘို့လို့အတူတူပဲဆိုတော့ကိုယ့်ဟာကိုရတော့ငြိမ်းဆိုတဲ့အနိဒကလေးဝင်သားအဲ့ဒါကအတုပဲရှိသေးတယ်
မြဒုက္ခသေပြီးနိဗ္ဗာန်ဝင်သွားမှငြိမ်းအေးအဲ့ဒီဝိဝေတိမေသတ္တာရောအတိပဌာနေဝဧဝံဘာဝေယသတ္တဟံတတ္တဒွေနံဖလာတံအညတရဖလံပါတိကိခံရဲ့ဒရခုနလကျင့်မှာများရဲ့ယဟန်နာဂံဒီလေးအဲ့ဒီလိုမှမရဘူးဆိုရင်တဲ့သေဂာနိရလိမ့်မယ်သေဂာနိမရရင်နတ်ပြည်တယ်ဘုရားနဲ့တွေ့မှမရရင်ပစ္စေကဗုဒ္ဓဖြစ်မယ်ဘာဖြစ်မလဲတော့အဲ့တော့မြတ်စွာဘုရားကျေးဇူးတော်အနန္တနဲ့ပြည့်စုံတဲ့ဘုရားရှင်ကိုရောင်မြတ်ကြီးကိုပူဇော်ရင်ဘုရားကငါ့ကိုပူဇော်ခြင်းရင်တရားနဲ့ပူဇော်ပါဘာနဲ့ပူဇော်ခိုင်းလဲအပြင်စွမ်းရည်ချမ်းစီမီးတွေလှုပ်ပြီးတော့အောက်ကလှုပ်ခဲ့ဘုရားကြီးဒီတိုင်းရှိခိုးပူဇော်နေလို့နေပါဘုရားကအပေကျနေတဲ့သူလဲဆွဲခေါ်လို့မရဘူးသူသွားတဲ့လမ်းအတိုင်းကြည့်ရောက်မှလားမရောက်ဘူးလားအဲ့ဒါကြောင့်ဘုရားကသဗ္ဗရတ္တိသဗ္ဗရတ္တဓမ္မရတ္တဒီနာဒီအရသာအလုံးနဲ့မှလည်းတရားအရသာအကောင်းဆုံးပဲသဗ္ဗရတ္တိဓမ္မရတ္တိဒီနာဒီမွေးလျော်ခြင်းအလုံးနဲ့မှလည်းတရားနဲ့မွေးလျော်တာအကောင်းဆုံးပဲဒါကြောင့်ဘုရားကိုဝက်ကလိမရှိဘလောက်ပဲဘုရားကြီးညိုဘုရားကအဲ့ဒါမကြိုက်ဘူးတဲ့ငါခိုင်းတဲ့အတိုင်းသစ္စာတရားလုပ်ပါဘာတရားလုပ်ပါအဲ့ဒီလိုဆိုရင်ဘုရားသိခြင်းလို့ဘာရသိခြင်းလို့ငါ့ကိုပန်းနေနဲ့ပူဇော်ရည်ချမ်းနေနဲ့စွမ်းနေနဲ့ပူဇော်ငါရဲ့ဂုဏ်တော်တွေရွတ်ဖတ်နေတာငါမကြိုက်ဘူးတဲ့ငါပင်ပန်းတာကိုမင်းတို့သနာရင်အဲ့ဒီဝိပဿနာသနဘာခံရတာသတ္တဝါတွေအတွက်ဘုသူ့အတွက်တော့အဲ့တော့ငါဘုရားကိုသနာတယ်ဆိုရင်ကြီးညိုတယ်ဆိုရင်ငါဘုရားဟောတဲ့တရားကိုကျင့်ပါတဲ့ဘာလို့ခိုင်းတော့အဲ့ဒါကြောင့်မလို့တရားဝယ်ပြီးသွားရင်ဒီတရားတွေလက်လွတ်ခဲ့ရမှာလားအိမ်ရောက်တဲ့တိုင်ကျင့်ရမှာလားစိတ်ပြောင်းမှဘာလို့ရမလဲဘယ်တော့တို့ကမသိတဲ့စိတ်နဲ့နေတယ်ကုသိုလ်မှအကုသိုလ်မှမသိဘူးဒီတရားဝဲမှမသိဘူးလားသိပါဗျာအကြောင်းနဲ့အကျိုးလည်းသိပြီအနတ္တမှသိပြီကံကအတ္တယုံနာကအနတ္တခွဲပြီးတော့မသိဘူးလားသိပါဗျာဘောကပဲနိဗ္ဗာန်နဲ့ခွဲမသိဘူးလားသိပါဗျာသိတဲ့အတိုင်းကျင့်ကြံပွားများအားထုတ်ပြီးတော့ဒီဘဝဒီခန္ဓာနဲ့ခန္ဓာဇတ်သိအငြိမ့်နိဗ္ဗာန်ကိုရနိုင်ပါစေလို့သန္တာပြုရင်ဒီကနေ့ပြုသမျှကုသိုလ်တွေရည်သက်သွန်းချအများတန်းပေးဒုက္ခိတအတ္တဝါအပေါင်းဘုဘဝနောက်ဘဝဆွေမျိုးအပေါင်းမိအဖဆရာသမားစထား၍မိတော်တို့ဒုက္ခိစားတော့သောယာလည်းမြေအတွင်းတပဝိဝါကျောင်းဝိုင်းအတွင်းရှိသမျှဒုက္ခိတအတ္တဝါအပေါင်း